peace of God ဆိုတဲ့ချက်အားဖြင့်ကျမတို့နှလုံးသွင်းလောင်းလက်ချီးမွမ်းကြရအောင် How great is God Sing with me how great is God Always sing how great is our God How great is our God How great is our God Sing with me how great is our God How great is our God Always sing how great is our God Name above all names Name above all names Worthy of the praise Worthy of all praise My heart will sing How great is our God Name above all names Name above all names Worthy of all praise Let's sing with your heart I will sing how great is our God How great is our God Sing with me how great is our God Always sing how great is our God How great is our God Sing with me how great our God is our God Always sing how great is our God Name above all names Name above all names Let's sing worthy of His praise Worthy of all praise Sing your heart Sing your heart Heart that sings how great is our God Name above all names Worthy of all praise My heart will sing how great is our God Then sing my soul Then sing my soul My Savior God to thee How great thou art How great thou art Then sing my soul My Savior God to thee How great thou art How great thou art Then sing my soul Then sing my soul My Savior God to thee Savior God to thee Let's sing how great our God How great thou art How great thou art Then sing my soul My Savior God to thee How great thou art How great thou art 今天的不要是我不会让人ဖြစ်တယ်ဘလောက်ကြီးနေတဲ့ဘုရားရှင်ကိုကိုယ်ွယ်ရတာမိတ်ဆွေအလိုဝမ်းမြောက်ဖို့ကောင်းပါတယ်ဆက်လက်ပြီးတော့မှဒီနေ့
ထိုဖယားရှင်ကိုကိုးကွယ်ရခြင်းအတွက်ထိုဖယားရှင်ကကျမတို့နဲ့အတူရှိခြင်းအတွက်ဒီနေ့ကျမတို့ဘာလို့အောင်မလဲထိုဖယားရှင်နဲ့အတူသွားလာရတာဖြစ်တယ်ဒါကြောင့်မို့ဆက်လက်၍ကိုလိုရှိနေတယ်ဆိုခြင်းအပြင်ကျမတို့ဆက်လက်၍ဝတ်ပြုကိုးကွယ်သွားကြရအောင်အရာကိုပိုင်နာတော့ဖယားရှင်မှာဒီနေ့ဆိုအခက်ခဲနဲ့ကြုံခဲ့နေတာထိုဖယားရှင်ကတော့ကိုယ်ဝင်တော့ပြုဖြစ်ဖို့လိုအပ်ပါတယ်ထိုဖယားရှင်ကိုကိုယ်ဝင်တော့မလို့နာပြီဒီနေ့အတူဝါချီမကြရအောင်눈에 두샤나 땅으로 비보 지금 Hallelujah.
너의 산다리마 내 아직도 뭐야 노아가는 것이 고롱야마 로레마 이네 보사오네 오바베아케 이네 저바마 신이 노냐마 룽게냐 그래서야레 지수로 방울치모마이 고로 지메친 고로 멈치친 고로 신이 또 고로디 이네 아마약시라도 이게 아야스야고 마크로신 세야스이로우바 그러니 고로 보면 샤다도 스냐키 고로신 나사치나로우바 고로의 education 샤울란타도 그거는 노아바는 아저씨들 잘하려고 커피만 집어자야 와있어 인내 알로 디스트 말에 괜찮아요 우리 살려주죠. 너무 어지만 후에 안 돼. KBC만 되면 회가 말이지. 소소하게 제주로 지만만에 지만으로 DKBC 대화만에 나약신 바래 디네 DKBC 대화의 룽에 다원 감에 역시나네 또 지만고사 룽에 알로의 고사 알로의 고사 제말에 지만으로 DKBC 대화만 룽에로 아니게 안에 말에 또도래 잘 제주로 장배 룽에요ရောက်ချစ်တတ်တဲ့လူငယ်တွေအဖြစ်အတင်းတော်မှာအမြဲတမ်းပါဝင်လှုပ်ရှားနေရှိပါတယ်လူငယ်တွေရဲ့ပါဝင်လှုပ်ရှားမှုတွေထဲကနေပြီးတော့အနေငယ်တက်တည်ခံချင်တာတွေကတော့ကျမတို့နေ့တိုင်း DKBC လူငယ်တွေကတော့ကဲလိုတချင်းဆိုချင်းအဖြစ်အတင်းတော်ရဲ့မိသားစုအိမ်တိုင်းကိုတွားရောက်ပြီးတော့ဆရာနဲ့အတူတူပေါ့လေကျမတို့အတင်းတော်ရဲ့ဆရာနဲ့အတူတူဆုတောင်းခြင်းအဖြစ်အမြဲတမ်းလှုပ်ဆောင်နေပါတယ်အဲ့ဒါတော့ကျမတို့လူငယ်တွေဘလောက်ပဲအလုပ်ပင်ပန်းနေဖြစ်စေတော့အမြဲတမ်းနေ့စဉ်နေ့တိုင်းမပြတ်မကွက်ဖခင်ရဲ့ချစ်ချင်းမေတ္တာအဖြစ်လှုပ်ဆောင်နေတာကိုအားလုံးရဲ့ရှေ့မှာလူငယ်လှုပ်ရှားမှုတွေထဲကနေပြီးတော့တစ်ခုအနေနဲ့တက်တည်ခံခြင်းဖြစ်ပါတယ်ဒီနေ့မှာတော့ကျမတို့အများကြီးလာမရောက်နိုင်ပေမဲ့လည်းကျမတို့ကိုစား9ယောက်ရောက်ရှိလာပါတယ်လို့အဲ့ထဲကနေပြီးတော့ကျမတို့နဲ့သူရောက်ရှိလာတဲ့အတင်းတော်မှာလာရောက်ပြီးတော့ကိုကြီးဖွဲ့ရောက်ရှိနေတယ်ဗမာပြည်ကနေပြီးတော့တချို့လဲဒီမှာပါကျမတို့ကချင်တဲမှာဆိုရင်တော့နာမည်ကြီးပါတယ်တည်ရေးစရာအဆိုတော်လည်းဖြစ်တယ်ဆရာအတန်ကနေပြီးတော့မှကျမတို့လူငယ်တွေအားလုံးရဲ့ကိုစားတချင်းက
ကုံတော်ချီးမွမ်းခြင်းအပြင်ပါဝင်မှာဖြစ်ပါတယ်အလုံးဝင်သားထောင်ပေးကြပါကျေးဇူးတင်လုံးနဲ့မင်္ဂလာပါကျွန်တော်ဒီရောက်တာတပတ်ပဲရှိပါသေးတယ်မတွေ့တာကြာပြီဖြစ်တဲ့တငယ်ချင်းတွေနဲ့ဆုံးရတယ်ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဓမ္မမိတ်ဆွေတငယ်ချင်းများမိတ်ဆွေများဆုံးတွေ့ရတာအများကြီးဝမ်းသာပါတယ်လို့ကျွန်တော်တခြင်းတစ်ပုဒ်နဲ့ချီးမွမ်းခြင်းပါတယ်အများအပြည့်တော့ကျွန်တော်ကဟိုပါတခြင်းတီးဆရာပါအများအပြည့်တခြင်းကိုရေးသားတဲ့တီးဆရာတော့ပါဒီကျေကမှရှာပမာတခြင်းတွေလည်းရှိတတ်ပါတယ်အဲ့ဒီကကျွန်တော်ရဲ့တခြင်းတို့ဖြစ်တဲ့ရင်ခွင်မဲ့ပြသားလူဆိုတဲ့တခြင်းလေးတပုံနဲ့အကုန်လုံးချီးမွမ်းခြင်းပါတယ်ကျွန်တော်တို့လူများပြသားများဟာတခါတလေတချင်းမှာပေါ့နော်ကိုယ့်ရဲ့အနေထားအရန်ကိုအောက်ဆုံးထိရောက်နေတဲ့အချိန်ဒုက္ခတွေနဲ့အဲ့လိုအများကြီးစိတ်ဆင်းရဲနေတဲ့အချိန်တွေရှိတတ်မှာပါလူတိုင်းမှာအဲ့လိုကျွန်တော်တို့မှာခံစားရတဲ့အချိန်တိုင်းမှာဘုရားသခင်ကိုမိဂုဏ်ပေါင်းများစွာနေတတ်မှာပါဘုရားသခင်ဘယ်မှာပြောင်းနေတာလဲဘုရားသခင်ချစ်ကိုချစ်သေးရလားဆိုတော့ကျွန်တော်ခေါ်တဲ့အတန်များဘုရားသခင်မကြောက်ဘူးလားဘုရားသခင်ကိုအများကြီးမိဂုဏ်တွေနေစရာရှိပါတယ်ဆိုတော့နောက်ဆုံးတော့လေရင်ခွင်မဲ့ပြီးတော့လုံးဝယုံကြည်ရတဲ့ဖြစ်တာဘုရားသခင်ဒါနဲ့နောက်ဆုံးတော့ခိုလုံးရစနေတော့လေဒီတွေ့ကြောင့်လုံးဝကိုပြစ်သားတယောက်ရဲ့ဘုရားသခင်ကိုတန်တာတဲ့စာရာပါတဲ့တခြင်းလေးတစ်ခုဖြစ်ပါတယ်ခွန်အားယူကြအောင်ငါပဲလောက်ချောလွမ်းလေဒီချိန်ဟာငါရဲ့မောင်ဆုံးချိန်ရင်ခွင်မဲ့ဒီချမ်းသူငါနာမတရားမှမရှိဘူးအဖြေကိုဖွင့်ရှာလဲမတွေ့ကြုံဆုံးမဲ့မနဲ့ငါမပိုင်ဆိုင်နိုင်ဘူးလူပြေရတဲ့ဒုက္ခမခံစားနိုင်ဘူး
let the king I've been away again look down boy show my track don't come to lay it in Mjoli samza Nandane apita sholeba Navelo jo pyamale Di hana ye monzong chi Yingwen piao apita lu Godo da pima no me tu Navelo cholom le Di hana ye monzong chi Yingwe me a thi jandu Ngana ma thiama shibu A pigo pressure le mtwe Jongzong me mnepa Ngama pansai na mbu Lupia de doka Makanza na mbu Goro ye chi ye la Bajang pita let the king O kolan cha ye la Kolongwe na muba Amanage go chi ye la Bajang pita let the king I've been away again Lumya bo show train nangu Toka pele Kana ye winging ko Nyole sonza Nandane pieta thon show leba Navelo cho pyamale Di hana ye monzong chi Yingwen piao apita lu Kodo da pima no me tu Yingwen piao apita lu Kodo da pima no me tuအားလုံးပဲဖျားရှင်ကောင်းချီးပေးပါ今天我们今晚为了谁啊？帮我这个就是电视版先。 두배 제수 시간에 스나비 저로 알론제 주스 다운 주스 친구 스스빔 우상빔에 저로의 예 챔피언 그 도시에 준비하고 이렇게 또 앞에 또 아까냐 저 수당돼요 강지령서 베트남으로 무료ကဘာဆက်ဆက်အဆိုးလုံးမျိုးဆောင်းရမယ်ဆိုတာပြင်ဒီနေ့2014ခုနှစ်ရဲ့ February လရဲ့တရားတဲ့တင်းကလေးတတိယပတ်မှာကျွန်တော်တို့အမေနိုင်ငံနေပြီးတော့ဝေးသွားတယ်ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ကျွန်တော်ဒီမှာလူမျိုးတူချင်းစီကျွန်တော်မိထားရပုဂ္ဂိုလ်များတဲ့အတွက်ဖတ်ပြခြင်းကိုကိုနော်ချီမွန်ရဲ့ကျေးဇူးတင်ကြပါလိဖတ်ပြခြင်း
ဖြုတ်လေပြီးတော့နေ့တရက်စီနိုင်ကျွန်တော်တို့ကောင်းကြီးများစွာပြီးပါ၏တို့ရဲ့နဲ့ကောင်းတော့ရများလည်းလှုပ်ဆောင်ခဲ့ပါ၏အပြည့်အသွေးဆောင်ရလို့လည်းကျွန်တော်လက်ရှောင်ပြီးပါ၏ကျွန်တော်ရဲ့ပြင်များကိုဖတ်ပြခြင်းထိုက်တန်တော်ညာလေဖြစ်လို့ဖြစ်ရှင်ပြီးတော့ပါကျွန်တော်ဒီနောက်လည်းတန်တော့နေ့တီးတီးနိုင်လဲကိုကြီးကောင်းတော့ဖတ်ပြခြင်းဘုန်းတော်ထင်ရှားစေတော့ဒီငယ်များဖြစ်စေဖို့ပါဖတ်ပြခြင်းကျွန်တော်တောင်းချလို့ပါ၏မဆုံးနေမှာအပြစ်မှာခင်တော်မူပါကျွန်တော်တို့ဒီဘာနဲ့မှာရောက်နေတဲ့ဒီငယ်တွေဟာတချို့တွေကြောင်းကြောင်းသားများဖြစ်ပါ၏တချို့တွေလောက်ကံများညနိုင်လောက်ကံပါ၏တချို့ကုမ္ပဏီများနဲ့လောက်ကံပါ၏ကြောက်ချင်းစီပေါ်ဖတ်ပြခြင်းကျမချင်းခွန်အားပူညင်ခွန်အားစိတ်သက်ခွန်အားမျိုးကိုဖတ်ပြခြင်းရဲ့ဘုံတော်နဲ့ပေးတာတော်မူပါလောက်ကံ၌စိတ်ဖြစ်စီခြင်းစိတ်မြပြောင်းရှင်ချမ်းမြေ့ခြင်းနိုင်တဲ့စနစ်ပြုလုပ်ခံရခြင်းအမျိုးမျိုးရှိပါ၏တို့ပါတော့လေဖတ်ပြခြင်းကျွန်တော်တို့ကိုစိတ်သက်ခွန်အားပေးတော်မူပါဝိညာဉ်ခွန်အားပေးတော်မူပါတောင်းလျှောက်လိုပါ၏ဖတ်ပြခြင်းဖတ်ပြခြင်းကျွန်တော်တို့အလောက်ကံပေါ်မှာလေဘိုး၏ကောင်းမွန်စွာလောက်ကံရဲ့နောက်ခွင့်သူချင်းသူဆက်ဆံတော်ခါမှာလေမိမိတိုင်းတစ်ပါးတာများနဲ့ဆက်ဆံတော်ညာလေကျွန်တော်တို့ဖတ်ပြခြင်းညနာတော်ပူလန်းစေတော်မူပါကျွန်တော်တို့ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့လူငယ်သူချင်းစီနဲ့ပတ်သက်နေတဲ့မိဘညီကောင်မများဆွေမျိုးသားချင်းများအားလုံးပေါ်မှာလိုက်ပါခြင်းကောင်းကြီးပေးတော်မူပါကျွန်တော်တို့အပြည့်အစုံမလိုက်လျှောက်ပဲပြန်မလို့ညာတယ်ဖတ်ပြခြင်းကိုမမေ့လျော့ပဲရှောက်လန်းနိုင်အောင်ဖတ်ပြခြင်းကျွန်တော်တို့ထမှန်ပြီးစိတ်သက်ခွန်အားပေးတော်မူပါဒီနေ့မိထားရအစည်းအဝေးတို့မလာရောက်နိုင်တဲ့လူငယ်တယောက်ချင်းစီပေါ်မှာလည်းကျွန်တော်တို့တတိယဆုတောင်းပါ၏တချို့လုံငန်းခွန်နဲ့ရှိပါမည်တချို့ယထာပေါ်မှာရှိပါမည်တချို့အိမ်မှာရှိပါမည်အားလုံးပေါ်ဖတ်ပြခြင်းရောက်ရှိတဲ့နေရာပေါ်မှာဖတ်ပြခြင်းကောင်းချီးပေးတော်မူပါဒီနေ့လာရောက်တဲ့လူငယ်တူချင်းစီနဲ့ပတ်သက်တဲ့အသင်းတော်မှာရှိတဲ့တို့ထိန်တူချင်းစီပေါ်မှာလည်းဖတ်ပြခြင်းကျမချင်းခွန်အားပေးတော်မူပါဘိုးရီလူငယ်များရဲ့အနာဂတ်ကိုထိန်းသိမ်းဆောင်ရှောက်နိုင်တော့တို့ထိန်ကောင်းမှဖြစ်စေတော်မူပါဖတ်ပြခြင်းတောင်းလျှောက်ရန်မထိုက်တန်ပါကျွန်တော်တို့ကိုအပြစ်မှကေတနာတော်မူပါပြစ်သားများဖြစ်ပါ၏ဒီဂျပန်နိုင်ငံရှိတော့အုပ်ချုပ်သူတဆိုင်ရာလူကြီးလူကောင်းများတူချင်းစီပေါ်မှာလည်းဖတ်ပြခြင်းကောင်းချီးပေးတော်မူပါကျွန်တော်တို့ဒီနေ့ဒီစီဝေတို့တွေ့ဆုံမဲ့ဟာရဖောက်ခွင့်ရတော့ကြောင့်ဖတ်ပြခြင်းကိုအထူးကျေးဇူးတင်ပြီးပြန်တော့ခါမှာလည်းပြန်လာစီအားလုံးပေါ်ဖတ်ပြခြင်းကောင်းချီးပေးတော်မူပါတောင်းလျှောက်ရမထိုက်တာတော်များတဲ့ဖတ်ပြခြင်းရဲ့တပါးဒီတော်တော်နာမခင်ရှုခရစ်တော်ကိုမြတ်စွာဘုရားကျွန်တော်တို့ရှုလောင်းပါ၏အာမင်တောင်းခြင်းဖြင့်ဦးဆောင်ပြီးတော့တဲ့ကိုတော်ရှက်ချပြအောင်ကိုသူပဲကျေးဇူးရှိပါတယ်ဖျားရှင်ကိုကောင်းချီးပေးပါစေကျွန်တော်တို့ဆက်လက်၍ကိုတော်ချင်းမဖွင့်အတွက် CCF မှသူငယ်များကိုဖိတ်ခေါ်ပါရခင်ဗျာ
le tero akume in your life what did you name in my life what do like sin a girl and life name စီစီအက်မှဒီနေ့ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဖျက်ခင်ကိုရေးကောင်းကြီးပေးပါစေ။ဆက်လက်ပြီးအခုချိန်အောင်ဒေတာတော်ကြားနာရမယ့်အချိန်ဖြစ်ပါတယ်ရှင်။ဒေတာတော်ဝင်ငါပေးခွင့်ရအတွက်ပတ်စတာဖန်ဥထောင်းကိုဖျက်ခင်နမလာအဖြစ်ဖိတ်ခေါ်ပါတယ်ရှင်။ Hallelujah. Fiat king comedy. Jenara alum pongano. Jikine Tokyo ma takuma masih tere upi kukwe sisi di Tokyo Pictures kan usong pi jenara alum tukwa labi dilu miu upi ku boy ku aching na ye pin sin bere phiat ki nama ro bung chi ba se amen chanowa bamalu pyo phu ne ne khek khe si lo dalu la male su ra mati pe me chano ba be dine ko be ne phit chin dele su lo sin pentecost ne Chin lu ne ho pe me le ka chin lu ne na le pu pa ma lu ne na le pu ne pi se chin ne da me elo myo pathama pentecost ne cha ro pi ba bi dutiya pentecost ne ro mala de bu a chong chino ku ngi po chino ro si siap masire Pastor Sadenia ku Batabian pu Krido nama Robin Pek Kobare Sadenia Okay Kasih nuboy Cenobe Lungo piodere Malu ne Bacok le shuro chno lungo pati bamalu ne sudong pu dedana we nga pu sulusi ta shetter no chno wa bacok le pati nu bamata mahau budulu ne bacong aku bamalu ne chai le time hoder le tre chong di ma chno ro CCF lunge aptha boy hon sung pi bare dua bada pempe ma pi bare Roman ora sa kanji ti ngese chau Yoma ora sa kanji ti ngese chau kanjane Along trebi amate yoma ora sa kanji ti ngese chau ba Thong cha hi ga below ze cha dia azumi vil te cha pathian kham na mol se zuda mi cha asima sa ye chun zen thal mi cha jong hong si ve Madi Kiro Evangeli Tia Jang Shachao Chimishi, a Jamga Tudia, the Shiuzone, Yudalu, now Helata Lu Yunji, the hat to a pound of cooking, said of Yadding to Horo P. Rome cha ko the how did that deal the chun pol ni deal mi se Yoma Orasa, over the way that are solution, the Polubo, Polua Idata James Bare. ze ro da pol ni khit thong tha ka sa below ki ha tim hi zau ni ha se The Pora or the Kuna Jansari Mapachara, Evangeli Tia and Madi Shachao Chimishi, Guluba Jamlu Pura, so a Checogenor Gigiao. ji su khri gong arab dau thu pakhat na a se
ဒီပိုးရဲ့အသက်တာကိုပြန်ကြည့်မယ်ဆိုရင်ဒီတခင်ခရစ်တော်ကိုသူကပုံကခဲ့တဲ့လူတစ်ယောက်ဖြစ်ခဲ့ဘူးပါတယ်အရင်သူ့ရဲ့အသက်တာမှာ คริฟ้ามีนันนี่ปัจเจียนเบียร์นี่อามันเล่าที่อะไรดูสิ ဒီခရစ်ယာန်တွေကတခင်ယေရှုယုံကြည်နေတဲ့ဒီအလျက်ထတွေကမှားယွင်းတဲ့အလျက်ထပါဆိုပြီးတော့မှသူဒီလိုအယူအဆကိုရှိခဲ့တဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ် อาศินันดามัสกาฮาวกาจิสุคริยันนุนเขียนติกา ဒါပေမဲ့ဒီဒမတ်စကာမှာဖျားခင်ကသူ့ရဲ့အသက်တာကိုသူဒီကတင်ချင်းကြောက်သူရရှိလာတဲ့အခါမှာ ทงท้ากระซับพี่เราเดียฮาเลลูยา အဲ့သူကတင်ချင်းစစ်မှန်တဲ့ကတင်ချင်းသူရရှိလာတဲ့အခါမှာသူကဒီသခင်ယေရှုဧဝံဂေလိတရားတော်နဲ့ငါဒီရှက်ကြောက်ခြင်းမရှိဆိုပြီးတော့မှကိုယ့်ကိုယ်ဝန်ခံလာခဲ့ပါတယ် ชุนจาระมินาวโกรามินอารามีโตเกียวชัวคัวสามีกะชินอาตัมปีมินาวกันทาซุมตูบอยปาทงทารวงฮะกันนิ่งสักเดียว ကျွန်တော်တို့ဒီနေ့ဒီအချိန်မှာဒီတူဖြိုမျိုးမှာပေါ့နော်ဒီလူငယ်တွေကချင်ချင်းဒီတွေလေးပေါ့ရှိကြတယ်အဲ့မှာကျွန်တော်တို့ဒီအသက်တာတစ်နေ့တက်ရှင်နေရတဲ့အသက်တာမှာဒီဖျားသခင်ရဲ့ဝိညာဉ်ဧဝံဂေလိတရားတော်ကိုကျွန်တော်တို့ဟောတခါလေးရှက်ကြောက်စရာအဖြစ်တတ်မှတ်ဒါမျိုးရှိများရှိမလား ရှိမလားမရှိဘူးရှိမလားခရစ်တော်အတွက်စစ်ကြောက်စရာရှိသလားရှင်းရှင်းပါမရှိပါဘူးတကယ်လားတကယ်နော်โอเคပြီးမှဘူရာကူသွားပြီးတရားဟောမယ်အားလုံးနောက်လိုက်ခင်နော်လောက်ရဲမလားโอเคကျေးဇူးတင်ပါတယ်ယေရှုခရစ်တော်ကနေငါဇက်လောက်ဒီကန်တီလာမကွနာတဲ့ ကျွန်တော်တို့ကဒီဖျားသခင်ယေရှုအတွက်ဆိုဘာမှဆိုပေးစိတ်ရတယ်ရှက်ကြောက်ခြင်းမရှိဘူးဆိုပြီးတော့မှဒီကျွန်တော်တို့ရဲ့ဒီပါဇက်ဖျားနဲ့လို့ခဏဝန်ခံနေပြီမဲ့ စိတ်တန်ရတွန်းနာတော့ဝိတ္တပီကန်ငါဇက်တော့ အဲ့လိုပါဇက်ကနဲ့ဝန်ခံနေပြီမဲ့ဆာရမနိုင်နှောက်ရှက်မှုတကယ်ဝင်လာတဲ့ခါကျတော့ကျွန်တော်တို့ကသခင်ယေရှုအတွက်တကယ်မပေးစိတ်ရတဲ့အချိန်နဲ့အများကြီးရှိပါတယ် ပေါ်လီဂျင်ကမ္ဟန်ဘီအတိမိခါ အဲ့ဒီပေါ်လာသူရတဲ့တာမှာဒီအရာအမှန်ကန်ဆုံးလို့သူယူဆခဲ့တဲ့အရာ ကပတ်တီယခရီရောအချုံငမ် ဒီသူရဲ့ဒီဝင်ငယ်ဇာတိပဂရိယနဲ့လို့သူမှန်တယ်လို့သူထင်ထားခဲ့တဲ့အရာသခင်ယေရှုမှာဆိုလို့ရှိရင်မှားယွင်းတဲ့အရာဖြစ်တယ်ဆိုတာကိုသူရဲ့အသက်တာမှာဒီရှင်ဘောလောကနေပြီးတော့မှဝန်ခံရခဲ့ပါတယ် ကျူချာဂျွန်ခရီရောစင်ကန်ငါဇက်တီလောက်တဲ့ အဲ့ဒီအရာကြောင့်မလို့လေသူကဒီဧဝံဂေလိအတွက်ဒီသခင်ယေရှုအတွက်သူမှာရှက်ကြောက်ခြင်းမရှိဘူးလို့ဝန်ခံရေးခဲ့တာဖြစ်ပါတယ် ชุนจานะตุจันจานะ ဒီရတဲ့ချိန်ခါမှာ เบนามาထိုင်တဲ့လူခရစ်တော်အတွက်ငါမရှိကြဘူးလို့ပြောလိုက်အားလုံးဒီမှာပဲမဟုတ်ဘူးနော်ဒီကလောကရှိလို့ဝင် ဒီခါမလေးမှာဒီမဟုတ်ပဲနဲ့ နရိယံချုံဆောင်က ဒီကိုရလောကိုင်မှာပဲဖြစ်ဖြစ် နရှိံကိုင်းနောက်ဆောင်က ကိုကြောက်တဲ့နေတဲ့နေရာမှာပဲဖြစ်ဖြစ် ဘိုးမိုင်းဆောင်က ဒီလူကြီးတွေရှေ့မှာပဲဖြစ်ဖြစ် မြေရုံမိုင်းဆောင်က ဒီတထဲတွေအရာရှိတွေရှေ့မှာပဲ မ ဖြစ် ဖီ ဖြစ် မိုင်းဆောင်က ဒီပညာတော်ရှိတွေရှေ့မှာပဲဖြစ်ဖြစ် ခရစ်ဖာယေရှုခရစ်ဇွန်တူပခတ်နစီရောအစိတ်တိမန်အနဇင်ပစဖာ ဒီကိုခရစ်ယာန်တယောက်ဖြစ်တဲ့အရာပုံမှာဘယ်တော့မှချက်ချောက်ခြင်းမရှိကြပါနဲ့လို့ဒီကနေပြီးတော့မှခွန်အားပေးချင်ပါတယ် မင်းတို့မာယာအခစားပြီးမိကျို ဒီလူတွေရှေ့မှာငါအတွက်ဒီငါရဲ့ဧဝံဂေလိတရားကိုလူတွေရှေ့မှာဝန်မခံရတဲ့လူတွေကို မင်းတို့မာယာအခစားပြီးမိကျို ဒီလူတွေရှေ့မှာဘယ်လိုတခင်ရှုရပုံတော့စမ်းစာထဲမှာလူတွေရှေ့မှာငါရဲ့ဒီဧဝံဂေလိတရားကိုမပြောရတဲ့လူပေါ့ဒီစက်ကြောက်ခြင်းငါရဲ့ဧဝံဂေလိတရားအတွက်စက်ကြောက်ခြင်းမရှိတဲ့လူစက်ကြောက်ခြင်းရှိတဲ့လူတွေပေါ့ အခစားပြီးမိကျို အော် ယေဝံရှိလို့ ဒီတခင်ရှုရပုံတော့သူ့ကိုလူတွေရှေ့မှာဖွင့်ဟမပြောရတဲ့လူတွေ ဗန်ကပါမိုင်အခင်း ။ကောင်းကင်ဘုံနဲ့ရှိတယ်ငါရဲ့ဖဖျားသခင်ရှိတော်မှာလဲ ကစားပြီးနေတာလား သူတို့ကိုလည်းဘယ်လိုပြောလဲချင်မလို့ဒီတ
ခင်ရွှေဘောတော့ငါလူတွေရှေ့မှာငါ့ကိုဖုန်းဟာမပြောရတဲ့လူတွေကိုကောင်းကင်ဘုံနဲ့ရှိတဲ့ဖားပြတဲ့ခင်ရဲ့ရှေ့မှာလည်းငါလည်းအဲ့ဒီလူတွေကိုဘယ်လိုပြောမလဲလက်ကိုရပြုတ်နေပေါ့ 就叫准。 အဲ့ဒါကြောင့်မလို့ 没弄话呀，耶稣基督比老灵的些， ဒီလူတွေရှေ့မှာဒီကျွန်တော်တို့ယုံကြည်နေတဲ့ဘုရားသခင်ကိုလက်ကိုရမပြုတ်ဖို့ zoom tu bina atuan bau lak angan bing se. ဒီကျွန်တော်တို့ယုံကြည်သူခရိယန်တွေအသက်တာမှာအရေးကြီးဆုံးသောအရာလို့အရာဖြစ်ပါတယ် Koram kum leo wa ဒီဆရာပေါ့နော်ဒီမြန်မာပြည်မှာသူရှိခဲ့ခြင်းတော့က kri fa bu pakada au kutha speng mi kum kul au kutha tron chang mi om. ဒီအတင်းတော်တစ်ခုမှာဒီဥက္ကဋ္ဌရာထူးအသက်20 sorry ဒီဥက္ကဋ္ဌကိုနှစ်20လုံးလုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တူရှိခဲ့ပူပါတယ် An in chung khar tha cham nak tu ding zai ting man nam lo. ဒီအဲ့ဒီပုဂ္ဂိုလ်ကပေါ့နော်ဒီကိုယ့်ရဲ့မိသားစုမှာမိသားစုတစ်ခုမိသားစုဒီဆူတောင်းပြုပုဂ္ဂိုလ်ရှင်သူတွေတော့မှမပြုလုပ်ခဲ့ဘူးပါဘူး Ma piu lo ye ba bu. Yo ma piu lo ye bu. Tu sai ti ma ba chong le tu. A shet shi le bo. Anet na se. Atin doi au kutha. Puai ji puai gong si lo sin tu ma si bu sin a si ma pi tu lu bo atin ro khan sa re tu da me tro mi ta su dong ra ba ma lu ma lo ye re tu ta pa si de ba chok ma lo ye la le su lo sui tu the ma khrit ro ma si lo ma yap ma lo ye bu ကျွန်တော်တို့အသက်တာထဲမှာခရစ်တော်တာဝန်ယူပြီးနေရာယူပြီးဆိုလို့ရှိရင်ကြောက်ရွံ့စရာဘာမှမရှိတော့ဘူးဟာလေလုယာစိုးရင်စရာလည်းဘာမှမရှိတော့ဘူးသူပဲဘယ်လိုပြောလဲမစိုးရင်နဲ့လို့ပြောထားတယ်ဘာကြောင့်မစိုးရင်နဲ့လို့ပြောတာလဲဆိုလို့ရှိရင် तू ကတဆွန်လို့မစိုးရင်နဲ့လို့ပြောထားတယ်အဲ့ဒါကြောင့် तू က မတတ်နိုင်တဲ့မပြောနိုင်တဲ့နေရာမှာလောက်ပေးမှာပေါ့ဒါကြောင့်ဒီနေ့ရှင်ပေါလုကဘာကြောင့်အဲ့လိုပြောတာလဲဆိုလို့ဆိုရင်ခရစ်တော်ကိုသူ့ဤအသက်တာထဲမှာတာဝန်ယူပြီးလက်နောက်ပိုင်းခရစ်တော်အတွက်ကြောင့်ကျွန်တော်မရှက်ကြောက်တော့ဘူးလူရအားတအားတော်တဲ့လူအခု तू လူအပြင်းနေပြီလားဘာကြောင့်အရင်တော့ပြောထားတဲ့ဒီနောက်ခပတ်တော့ခရစ်တော်ရဲ့ခရစ်ယာန်တွေသူတို့အမှားတယ်သူတို့လောက်တာတွေမမှန်ဘူးဆိုတဲ့အမေရိကန်သူတို့ကိုဒုက္ခပေးတဲ့သူဘာကြောင့်အဲ့လိုမျိုးဖြစ်တာလဲလူရအံ့ဩတယ်ဘာကြောင့်လူရအံ့ဩတယ်လဲဆိုလို့ရှိရင်သူ့မှာအရင်ကလုံးဝမရှိခဲ့ဘူးတဲ့အရာတစ်ခုရှိတယ်ဘာလဲခရစ်တော်ဟာလေလုယာဒါကြောင့်သူ့ထဲမှာခရစ်တော်တာဝန်ယူတဲ့အတွက်ကြောင့်သူကမရှက်ကြောက်တော့ဘူးဒီကနေ့ဘာကြောင့်ကျွန်တော်တို့ကိုစိုးရင်တယ်လဲဆိုလို့ဆိုရင်ခရစ်တော်ကကျွန်တော်တို့အသက်တာမှာတာဝန်ယူတာနည်းနည်းလေးပဲရှိတဲ့အတွက်ကြောင့်စိုးရင်စရာအများကြီးရှိတယ်ကျွန်တော်တို့အသက်တာမှာခရစ်တော်အကုန်တာဝန်အကုန်နေရာပေးလို့ဆိုရင်သူပဲနေရာယူပြီးကျွန်တော်တို့အသက်တာမှာကျွန်တော်တို့ကနေရာပေးလို့ဆိုရင်စိုးရင်စရာဘာမှမရှိဘူးမတတ်နိုင်တဲ့လူတွေအတွက်တတ်နိုင်တော့သူဖြစ်တယ်ဟာလေလုယာပညာမရှိတဲ့လူတွေအတွက်ပညာဖြစ်တယ်သူကပတ်စံမရှိတဲ့လူတွေရှိတဲ့လူတွေအတွက်သူကခတ်တင်တော့ရဒါကြောင့်ရှင်ပေါလုကဒီတည်င်းကောင်းအတွက်ခရစ်တော်အတွက်ကျွန်တော်လုံးဝကျွန်တော်စိတ်ထဲမှာလုံးဝဆက်ရှာတယ်စိုးရင်ရှာတယ်
มาเล่าไหนมาเล่าเย่เเสียริบ้ามาสิโรบุบ้าจังเลยน้องขับรถว่าน้องขับรถเช่นมาบาสิเลยสุดเลยตะกูโรสิเลยดีนักก็ประโดดเทมาสิเรตะกูกูเบกันลาเตเลสุลุสพยาธิคริโดทางกันลาเรตะกูดีนักก็ประโดดเทมาสิเรดาจอดีนักก็ประโดดจนล้มไม่ใช่ดอกบูเกี่ยวกันเช็คเคบูบาดูนะขาดเลยเช็ดได้เลยเนาะคริยามาฮาวเรลูรีကျွန်တော်တို့အော်ဒါချစ်စရာကောင်းတဲ့တငယ်ချင်းတွေဒီမှာခရိယာဒီလောကမှာခရိယာကိုနည်းနည်းနေတဲ့လူတွေအများကြီးရှိတယ်လေဒါမဲ့မရှက်ပါနဲ့ကျွန်တော်လည်းမရှက်ဘူးဒီအခုမှနိုင်ငံရဲ့အကြောင်းကိုပြောပါလို့ခေါ်လို့ဆိုရင်ဖိတ်လို့ဆိုရင်ကျွန်တော်မလာဘူးလာမှာမဟုတ်ဘူး။ဘာကြောင့်ကျွန်တော်ဒီမှာရက်ခဲ့တယ်လဲဆိုလို့ရှိရင်ခရစ်တော်တွေ့ကြောင်းဒီတနာဝင်ဟာဖို့အချင်းပေးထားတဲ့အတွက်ကြောင့်ကျွန်တော်မရှက်ကြဘူး။ဘာကြောင့်လဲ။ဘာကြောင့်ကျွန်တော်တို့ကိုရှက်တယ်လဲဆိုလို့ဟာမာတော်မြတ်ဖြစ်တယ်ကျွန်တော်တို့ဘာကြောင့်လို့ဒီခါလေးကျဆက်ချောက်ချင်းပေါ့နော်ငင်းစိုးဝင်လာတယ်ဆိုလို့ရှိရင်ဖျားသမျှကျွန်တော်တို့အတူပေးဆက်ခဲ့တဲ့သူ့ရဲ့ပေးဆက်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့တစ်ခါနေမိနေတဲ့အချိန်ကြီးရှိတယ် violent တာအဖြစ်ပေါ်ချင်ဒီလောကတိုင်းမှာသူပေးဆက်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့ပြန်လေအောက်မဲ့တတိမရပဲနဲ့အဲ့ဒီအရာတွေကိုမေ့နေခင်ပြီဆိုရင် กันนิ่งสักทันลมนิ่งสักน้ำเนี่ยทันบุกทันลม ဒီအရာကိုမေ့နေတဲ့အတွက်ကျွန်တော်တို့မှာဒီသခင်ယေရှုကိုလူတွေရှေ့မှာရေရေဝုံဝုံဘယ်လိုပြောမလဲသခင်ယေရှုအကြောင်းကိုမပြောရဘူးမဆိုရဘူးသခင်ယေရှုအတွက်မပေးဆက်ဘူး จะ violent တာရตัวนักที่กันထိတ်ထန်တိကကျွန်း အားကြောင့်မလို့သခင်ယေရှုကကျွန်တော်တို့အတွက်လောကတိုင်းမှာသူပေးဆက်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့ပြန်နေပြီးတော့မှဒီထုတ်ဘက်တော်တရားကိုကျွန်တော်တို့ပြန်နေပြီးတော့မှအသက်သွင်းဖို့လိုအပ်တယ် จีดีงุมตีแล้วอากันจิตเตอร์ตีแล้วใช่ไหม အဲ့ဒီအရာတွေကိုနေ့စဉ်နဲ့အမြဲအောင်မေ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နေ့ရက်စဉ်နဲ့အသက်ရှင်နေရမှာဒီကြောက်ရွံ့ဖို့ရဘာမှမရှိဘူး အာငယ်ဘူးလည်းမရှိဘူးအာနေဘူးလည်းမရှိဘူးအနာဂတ်မရှိတယ်လို့ကျွန်တော်တို့အသက်ရှင်နေတဲ့အချင်းအများကြီးရှိတယ်နော်ခရစ်တော်ထဲမှာခရိယန်ထဲမှာခရိယန်ရဲ့တက်တာမှာအိုးကျွန်တော်တို့ဘယ်လူနီမှမလောက်နိုင်တဲ့အရာတွေဘယ်လူနီမှမဖြစ်နိုင်တဲ့အရာတွေအများကြီးရှိခဲ့တယ်ဒါမဲ့ခရစ်တော်အတွက်မဖြစ်နိုင်တဲ့အရာတွေမဖြစ်နိုင်တဲ့အရာတွေတဆုံတစ်ခုမှမရှိဘူးဒါကြောင့်ဒီကနေ့ကျွန်တော်တို့လူငယ်တွေလူကြီးတွေလည်းရှိတယ်ကျဲတင်တယ်ကျွန်တော်တို့ကိုအားကိုးပြီးအသက်ရှင်လို့ရှိရင်တနေ့နဲ့ကျရင်လုံးဝမဖြစ်ချင်တဲ့အရာတွေကိုကျွန်တော်တို့ကမှရောက်လာမှာဖြစ်တယ်။ဒါကြောင့်အဲ့ဒါမျိုးကိုမရောက်ဘူးကျွန်တော်တို့ကိုအားမကူပဲနဲ့ခရစ်တော်ကိုပဲအားကူပြီး nation နဲ့တိုင်းတက်တာခရစ်တော်နဲ့ nation နဲ့တိုင်းအတူတကွအသက်ရှင်လို့ဆိုရင်ဒီလောကမှာအပြောဆွေးရှုံတော့သူဖြစ်ရမှာဖြစ်တယ်ပစာစီမှာပြောဆွေးရမယ်မဟုတ်ဘူးပညာရှိမှပြောဆွေးရမယ်မဟုတ်ဘူးကြည့်တိုကျိုမှာတထဲပဲရောက်ရှိလဲအများကြီးရှိတယ်သူတို့စိတ်နှလုံးသားထဲမှာပျော်ရွှင်ခြင်းငြိမ်သက်ခြင်းလုံးဝမရှိဘူးကျွန်တော်ရင်းတော့တယောက်ဆိုင်မှာလောက်ခဲ့တယ်ကျွန်တော်တို့တထဲဒီတိုကျိုမြို့တွင်းမှာဆိုင်ထမင်းဆိုင်စစ်လောက်ရှိတယ်မနေဘူးနော်ကျွန်တော်တို့ဗမာပြည်ကနေလာတဲ့လူတွေကဗမာ
Jenoro Mata, and then find it, sign me, sign Chile. The love baby, Nibbly. To tell sign, Sissy Joe Pine. The nature do not go out there. To see my loom what? Ning the chimney. Chanta Lula, see Lula, Mahu. Pesam Yaji. Such in the Yadibu way, Saluyana. Touching Renia with Dualuya. Damn it. Two tema bomb Sirale. Cridom Sire Drecha. 2 years at drama. Janet Mulum, wants you. Below Beya, Machina. Damn it, Geno. 2 years, I love Tamatio. Then they allow me to a Buswin, Tapiama Mayare do. Lock my Beya do. Tema Sire in the Chiku, 2 Tema Sire in the Chinhead, Pujire. 2 Tema Sire, Miolin Chinhead, Pujire. Mahjong. Geno, say Tema Crido Silo. Geno, it that Tema Crido Silo. Do take. Geno, Guapo cancer. Oh, do take Geno. A song. တို့ထဲကျွန်တော်ကပို့ပြီးတော့မှ Tampushirabo. တန်ဖိုးရှိတယ် ဟုတ်နော်ကျွန်တော်တို့ chairperson လည်းခဏခဏလေးတယ်ဆိုတော့ကျွန်တော်တို့လေးရတယ်ဒါအခုအဲ့ဒါကြောင့်ခမရဒီနေ့ယူကြည်တူသားသမီးတွေဘာဆွေရင်ချီဘာဆွေရင်မှုရှိတယ်လဲကျွန်တော်တို့စိတ်ထဲမှာဘာကြောင့်အနာဂတ်မရှိတယ်လို့ဘာတယ်လို့ဖြစ်စင်တယ်ဒီတိုကျိုမှာခရစ်တော်နဲ့အသက်မရှိမှုဆိုရင်ထွက်ကြောက်စရာအများကြီးရှိတယ်ကားလည်းကြောက်စရာမရှိပေမဲ့ခရစ်တော်မပါဘူးဆိုရင်ကားလည်းကြောက်စရာရှိတယ်လူတွေလည်းကြောက်စရာမရှိပေမဲ့ခရစ်တော်မပါဘူးဆိုရင်ရန်သူပဲကြောက်စရာကောင်းဆုံးလူတွေတတ်တဲ့လူတွေခူတဲ့လူတွေရိတ်တဲ့လူတွေအကြောင်းဒီကနေ့နမလောနန်တန်ဟမ် ဒီကျွန်တော်တို့ဒီအသက်ရှင်တဲ့ခါမှာကိုတယောက်ထဲတဲ့အချိန်ကိုအကုန်ဆုံးတဲ့အချိန်တယောက်ကိုယ့်ရဲ့တယောက်ထဲအချိန်ဆိုတာရှိမလားမသိဘူး နမဖက်နိုင်တော့တယ်အခါ ကိုတယောက်ထဲဒီအိမ်မှာပဲဘုန်းရှိတဲ့အချိန်မှာကိုယ့်ဟာကိုပြန်ပြီးတော့မှအကြည့်တဲ့အချိန်မှာ နမလိုက်တော့နိုင်တော့တယ် ကိုယ့်ဟာကိုပြန်ပြီးတော့မှဆန်းတက်တဲ့အချိန်မှာ နဲ့တဲ့ထုံးနာမှုပုံစလုံး ကိုယ့်ရဲ့ဒီအားနည်းချက်တွေကိုမြင်တွေ့ရတဲ့အချိန်တွေရှိတတ်တယ် နရှိခိုးလုံးနာအလံပုံစလုံး ကိုမတက်ဆွမ်းနိုင်တဲ့ရတယ်အများကြီးရှိပါလားဆိုတာကိုကိုပြန်နေပြီးတော့မှတက်ပြရတဲ့အချိန်တွေရှိတယ် နရှိအကိုင်းအောင်ဆောင်စိတ်ကော ကိုပညာရေးရှားတဲ့အချိန်မှာဖြစ် နရီယန်ဆောင်အစကောလာ အလုပ်ကိုင်းနေတဲ့အချိန်မှာပဲဖြစ် မချုံခါချုံဆောင်အစကောလာ ဒီကိုယ့်ရဲ့မိသားစုပေါ်မှာပဲဖြစ် နောက်ပခတ်တဲ့ချင်ထန်လာရဲ့ နောက်တစ်ခုပြောချင်တာတော့ ဒေးဗစ်နီခန် ဒေးဗစ်အကောလို့တင်တယ်ဒေးဗစ်ဒီဘီကြီးရပေါ့ ဟောမနဲ့အန်တော့ငမ်တီလိုမီအဟာရအသစ်ပတ်နေသီမီ ဘယ်သူမှမတိုက်ခက်ရဲတော့တဲ့အကုန်လုံးကကြောက်ရွံ့နေရတဲ့ ကိုလျက်ခမှုတိက ကိုလေးရဲ့ကိုသူမြင်တဲ့အချိန်မှာ ကိုလျက်အထွန်းနာပခတ်မဒေးဗစ်နီကိုလျက်ရှင်ပြန်ပေါ် သူလူတွေရဲ့ချစ်ချဖြစ်ကိုလေးကတကယ်ကိုခွန်အားကြီးတဲ့လူဖြစ်တယ်လေဒီတိုင်းကသူကြည့်တဲ့အချိန်မှာဒီကိုလေးရဲ့ခန္ဓာကိုယ်ကြီးမားမှုပုံမှာသူ့မှာဘာမှကြောက်စဲမရှိခဲ့ပါဘူး ゼロアティアチョン
ဘာကြောင့်လဲဆိုတော့ Goliath nagin athong de mikasina di thai. အဲ့ဒီဂိုလီယက်ထက်ပို့ပြီးတော့မှခွန်အားရှိတဲ့တဘိုးရှိတဲ့ဒီအရာဟာသူ့ရဲ့အထက်မှာရှိနေတယ်ဆိုတော့သူ့ကိုသူတဘိုးပေါင်းနေလို့ဖြစ်ပါတယ် Oh. Soul la la kama ni sam. Soul. Soul buin mo da. Soul buin. Solomon Mahabu. Soul buin. David buin. David buin mapikin. Soul buin no. Turowa di Goliath na pwede ko. Taipu tuaren chingma. Tura da chone. Oh, ayat le shishi. Balale tong tong Chano lu bo no. Ayat le shishi. Ku be lo. Balale tong. Tu pasat tema tode sekali le oh chao sia be. He, Indo. Jine kemero akung tak piroma Indo atane meji bu yobi. Kendri ku pele ni. Chao sia no. Troma ba ma mele chimishiro. Dame David, King David, ngingele tetele la piroma. Ha? Di kau ma. Ade. The cabe chance. Chino ma shi lo shi. Di kau ba ma ho. Chino I api. Tu timre. Achimma. Jari, Chanderi, Wobundi, Labi, Tuku, Kaibu, Lare Chimma. Piatikini, Kunga, Piatikini, Takujok, Chino, the cabe. Tắt này để đi phía khu lên cho nó xin mà xin để chán cho nó mà xin lo xin ra bang mà một Luria Kolia ô tua bala tua kunga Kolia mà xin để aya alum bube Luria min thật đấy đam King David lu mà min bu Kolia cu chỉ để chừng mà Kolia thế mà xin để tập cu thế cho nó thêm mà xí đấy ta cú cú bù chi đấy luôn đi đấy hallelujah đi lô mà cú chi đấy chi lu suy yên lô mà xí đấy ta cú bên lu mà ngày mà bù đó mẹ Christo cho nó đó thêm mà này à yubi xí lu suy yên lô mà xí đấy ta cú thế cho nó đó thêm mà xí đấy Christo ta cú cú bù chi đấy hallelujah là chồng gì cái này di kridoi hau khapado twe di kridoi di kridoi twe longwa ma se chau ba ne ten le te ba se ma se chau ba ne ba ma mata de luri ma se chau ba ne ba ma ma si de luri ma se chau ba ne chano lu longwa ba ma lu le pyo lu ma ya de luri ma se ba ne te ga rai bo ma Credo bu jenoro tu lumwa masyadu. Medor. Lumwa masyadu. Shoot lem sibu, tie lem sibu, bahang sibu. Dame tu lumwa masyadu. Bacong le jenoro tu. Bacong. Simpolua. Simpolu piau dulu. Credo tu, nak kapadu tu. Jenoro masyadu jauh siapa masyadu. Luria belube pio base ya de tu bati tele tro tema Credo masi lo tro apio de da me chno tema Credo si de tu jo Luria chai de tan pio base ya ba de chno chai de tan ho ya me hallelujah chai de tan pio base ya de chai de tan lo base ya de chno le chai de tan pio me ho me lo me là chồng simple lu bi ateta hu te chia lo tu roi ateta the chno ro twe khong a si le no cha to le lu di aku ke chu lo sin tu a phd bo
NGO တခုခုမှလောက်လို့ဆိုရင်လုံးဝစားဖို့မကုန်တော့ဘူး company မှာလို့ရင်လေသူကကောင်းဆောင်ဖြစ်မှာပေါ့ဒါမဲ့ယုံမှလည်းသူကမထန်ချင်တော့ဘူးဘာကြောင့်လဲခရစ်တော်တွေ့ခရစ်တော်ကြောင့်စီပွေးလည်းမလောက်တော့ဘူးဘာကြောင့်လဲခရစ်တော်ကြောင့်ပတ်စံလည်းမရှိတော့ဘူးဘာကြောင့်လဲခရစ်တော်ကြောင့်ဒီကနေ့ကျွန်တော်တို့ရှယ်တဲ့ပတ်စံတွေတနေ့နေ့ချင်းကုန်မယ်ပတ်စံမကုန်ရင်လည်းကျွန်တော်တို့တည်နေဒါမဲ့အိုးကျွန်တော်တို့အချင်းအားလုံးပတ်စံရှယ်မယ်ပညာရှယ်မယ် Stop and listen sometime. Tokyo ma sire luri. Kristo be pipi kriyan be pipi mayung ji tu be pipi. Tane ma sinai ko nai. Ane sung luri alolo chare. Okay. မယုံကြည်သူတွေမဲ့ပါယုံကြည်သူတွေအတွက်တနေ့အချင်းခရစ်တော်အတွက်ပေးခဲ့တယ်ဘယ်လောက်9မိနစ်လား10မိနစ်လားတနေ့မှာ7နာရီပဲလောက်လို့ရှိရင်ကျွန်တော်တို့မလုံလောက်ဘူးနော်အိုးကျွန်တော်ခရစ်ယာန်တနေ့မှာ10မိနစ်တော့မှအဆုမတော်တဲ့လူတွေခရစ်ယာန်တွေတပလုံးကျွန်တော်ကြားစာပေမှာလဲထားတဲ့နေရာလဲမရှိတဲ့မတိတဲ့လူတွေခရစ်ယာန်တွေဟောရှာနော်ရှင်မတေကူဖွင့်ပေးပါဆိုလို့ဇန်ရှိဖက်ကူတော်ရလေလေမရှက်ကြောက်ဘူးပြောတယ်ဘာမကြည့်ရလို့ခရီးရင်ဒီကနေ့တကယ်ပြန်လေစစ်စေကြအောင်ကျွန်တော်တို့စစ်စေပါဘယ်အခြေအနေလဲဘယ်လိုမျိုးအခြေအနေလဲရှော့လာခဲ့တယ်ဒီနေ့ပိုးရှင်ပိုးလို့သူဤတဆွမ်းနိုင်တဲ့အရာအားလုံးခရစ်တော်တွေ့တုံးခဲ့တယ်သူလောက်ဆောင်ချင်တဲ့အရာအားလုံးခရစ်တော်တွေ့ဆွလွတ်နိုင်တယ်ဆွလွတ်ရဲတယ်အကြောင်းသိပြောတယ်ခရစ်တော်တွေ့ကြောင်းလုံးဝမရှိကြောင်းဘာကြောင့်လဲဒီနောက်ကပတ်လို့တွေ့လုံးဝမရှိကြောင်းဘာကြောင့်လဲနောက်ကပတ်လို့တွေ့တကူရှိတယ်ဟာလေလုယာဘာရှိတယ်လဲနောက်ကပတ်လို့ထဲမှာပညာရှိတယ်နောက်ကပတ်လို့ထဲမှာဝီးကြေးလေးရှိတယ်နော်ဂျာမချင်းလေးဒီမှာရှိတယ်ဒီကနေ့ကျွန်တော်တို့ရှာနိုင်တဲ့အရာအားလုံးကိုဒီထဲမှာကုန်ရှိတယ်အပီမှာမရှိနဲ့ဒီမှာရှာတနေ့နဲ့ချန်တွေ့ရမယ်အပီမှာရှာတဲ့အရာတွေရနိုင်တဲ့အရာတွေထက်ပူရွက်ဒီထဲမှာရမှာအကြောင်းဒီထဲမှာခရစ်တော်တွေ့ကြောင်းနောက်ကပရောတွေ့ကြောင်းမရှက်ကြောင်းဘူးပြောပေမဲ့လေပတ်စံတယ်အမှန်တကယ်တနေ့ဂျပန်တူငယ်ချင်းလာခဲ့ဘူရာမာတချင်းစုမဲ့ flyer ပေးမယ်တရားဟောမယ်လာခဲ့ကျွန်တော်လုံးဝမတော်ရင်ပါစတာလေဘာကြောင့်လဲဘူရာမာရှူရဲလူတွေကတားတော်တယ်ဟုတ်နော်ကျွန်တော် D A ရှိတော့မှမတည်တဲ့လူတွေ
Buramasu Muluibu. Piajon Tema, long shit job Bulu. Kana to Mole Pure. And actually, Yolu Sui. Matuaye, Malawi. That's Yabe. Pure. No alum to do away. John, Digane, Dinya, and Sabi. Beneva, Benea Betua, Babelolo, Betu Tamabe Nene, Crido to John, Nocapodo to John, Loma Masebu, Nocapodo Api, Taitun Kun Ape Chimba. No Soma, Jesuit, no? To take to not to be late. Jesuit, and the boy getting gone to be basse. Dima, who saw me to the Lume, constantly, Poma, Amiaji, Wantare, the Karama Sitere, a yari cook, CB, to Bualame. A cool Luton Celesilo, a massive domino. Massive. No, Miss Lucian, the Mamma San Robu, Petting Consimia Peva. Crido had a sare a lovely Ayaribu. Luma Sare ne Luma Matubu Matubore Ayari, Masibu, Tubore. John, now did let a cool dinner. Lame Lurite, now the Masolution. Le Pubiro Lame, Cum Alexiame, Firo Dima Inshin and Nene Usong Melody, Piatikin, Tajue, Gonji Pevase, no, and Piochimba, Piatikin Alon, Gonji Pevase. Didn't for the Jesuit Mare, Sia, you put it away, Adome, came to a machine to Yatase, Jordinian is Tommy Levare. Kuchemado, along with the company, Mechetivare, along with company Chema, Sassi Afka, Yamama, Colochima Messivare. Just say, again, now, child, hello, Konachava. Now, let the money to now be at the book, and came on Chimamare. Kissing the mayor to Jamolo, and you Chino simply will not. The money just see and go and Nama, yes, with the champion for patient Mare. Your hello, Tony guitar, never did a bare. Josabi team, hello, Josabi Nara, which are.
저는 너가 스가 지나서 다시 보게 남이 연습내고 주동자도 반에서도 피하기 그런 지수로지 지나가라이 그런 네트반 그런 실험하고 또 왼쪽까지 그런 위에서 그런 지수로 또 왼쪽이 말해 반에서도 피하기 정말 그런 실험하고 이내 저는 위선하다 너무 반당이 그런 실험을 쓰가 하는 말에 이 반당을 내냐면 답변에 그런 거기는 게 땅도네야마 그런 또 비부에 그런 그런 실험과 이동에 들어가는 말에 그런 이동이고 이동에디 메타신에 그런 이 야마 메타신 선제동과 그런 이동이고 그런 실험으로 아는 있지만 그런 이렇게 나오는 거죠. 그때 마신 예수 그리스도의 나마로 스토리가 아는 말에 파면서 배웠기. 아멘. 오늘 지난주에 그때마 이해가 어떻게 되시지 바래 그 제마 전야 산하고 KCBC 눈이 나오게마 전야 비고야 이제 내자가 대비고 아바래 그냥 아무 제수 때말 오늘 소원에 저로 이 야디나로 앞에라요 그ኛ와의 샤바우타네 레보마 니아 유비도자로 니고 멍마냐네 데노디디마 니고 멍마로 주 제수 드시거래 저디 디네 오피우체스는 나바이 필로 보마 피비오 번마바야로 저로 오피보가 진네 두자바마로 펠로십 시스템 디 펠로십 시스템으로 두 체메이스네 데노라 메이스도 필로 보마 피바네 에체마레 아데노 디디안 눈에 다운 카미네네 뭐 콘서트가 데노로 마음내시라고노 벽이고 조준비어 디베 아니 동시말에 오늘 소년에 저로 인신 데노 베다 KCBC 동네에 미사비죠 말에 제주도에 KCBC 동네며 제주도에 시에 나오면다 예쁘와
ဒုတိယအနေနဲ့တော့အချိန်မရှိတဲ့အတွက်ခဏလေးတင်ပြန်သွားတဲ့သူက Grace ချက်ကညီကိုမောင်များကိုလည်းကျေးဇူးတင်ပါတယ် MCMC မှာလူငယ်များကိုကျေးဇူးတင်ပါတယ်ဒီကေကျေးဇူးတင်ပါတယ်ဒီကေ BC မှာညီကိုမောင်များကိုကျေးဇူးတင်ပါတယ်ဒီကျွန်တော်တို့ဒီ BC တင်တော့ဒီနေ့အတင်းတော့ကော်မတီစီဝေးရှိတဲ့အတွက်အားလုံးလာရောက်နိုင်တဲ့ဆိုတဲ့အကြောင်းကိုလည်းသူတို့ကနေပြီးတော့ကျွန်တော်တို့အကြောင်းကြားလာရပါမယ်တတိယအနေနဲ့ Stock Talk CCF အတင်းတော့ညီကောင်မောင်များကိုပြောချင်ပါတယ်နောက်ဆုံးအနေနဲ့တော့ ZCF မှာညီကောင်မောင်များကိုပြောချင်ပါတယ်ကျွန်တော်ဒီနေ့ဖိတ်ကြောင်းဝင်မလာရောက်နိုင်တဲ့တင်းတော်တွေကတော့ KFC နဲ့ Travel Join တင်းတော်တို့ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်တို့တရားတင်တာအားဖြင့်ကျွန်တော်တို့ခွန်အားပေးရတဲ့ဆရာပေါင်းထောင်နဲ့ဆရာကျွန်တော်တို့ရဲ့အဖတ်တင်းဆရာဖြစ်တဲ့ဆရာကောင်းတော်လုံးကြောင့်ကျွန်တော်လူငယ်ကနေပြီးတော့အထူးမေတ္တာလက်ဆောင်ပေးချင်ပါတယ်ဒီလက်ဆောင်အဆိုရင်တကယ်တော့တန်ဖိုးရတော့ဘာမှမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ကချင်တွေကျွန်တော်လူငယ်တွေအားလုံးတန်ဖိုးထားဖို့ဆင်ရတယ်အထင်မှာပါတယ်ကျွန်တော်တို့ရဲ့ရိုးရာ neck tie ဟိုကျွန်တော်အနေနဲ့လက်ဆောင်ပေးချင်ပါတယ်ဆရာပေါင်းထန်ကျေးဇူးပြုဆုတောင်းခံပေးဖို့တယ်我也好多次啊，像固定看到我们家的其实对。其实怎么嘞？ကျွန်တော်ဒီ KCBC လူငယ်တောင်းလူငယ်ဌာနနဲ့ကျွန်တော်နေချင်းမိတ်ဆက်ပေးချင်ပါတယ်ကျွန်တော်လူငယ်ဌာနမှာကျွန်တော်တောင်းခံနေတဲ့လက်ရှိပေါင်းဆောင်ရွက်နေပြီးတော့ကျွန်တော်ရဲ့အတွင်းမှုဖြစ်တဲ့ပိုလာနံဖြစ်ပါတယ်ဟုတ်ပါဘူးကျွန်တော်ရဲ့ဒီတော့တောင်းခံ music တောင်းခံနေတဲ့ကိုလာအောင်ဖြစ်ပါတယ်ကျွန်တော်ဒီအတင်းတော်တိုင်းနဲ့ဆက်သွယ်နိုင်ဖို့ပြီးရင်ကျွန်တော်ရဲ့အတင်းတွေပုံမှာရက်ဝေးမှာကျွန်တော်ဖေးမေတွေတည်နိုင်ဖို့ရဲ့မီဒီယာကိုအဓိကတောင်းခံပြီးတော့ကျွန်တော်တို့လှုပ်ဝင်နေတဲ့မီဒီယာတောင်းခံတော့ကို promote ဖြစ်ပါတယ်ကျွန်တော်ဌာနရဲ့ရည်ကြီးဆုံးစိတ်ပိုင်းဖြစ်တဲ့ဘန္တာထိန်အနေနဲ့ပေါဝင်ဆောင်ရွက်ပေးနေတော့ကျွန်တော်ညီမလေးကြော်ချက်သူဖြစ်ပါတယ်အဲ့ကျွန်တော်ဆက်ကွန်တီတီကတောင်းခံပြီးတော့ကျွန်တော်မိတ်ဆက်ပြီးတော့အချိန်ရတယ်ကျွန်တော်နည်းနည်းကန်တာပေးထားတယ်တော့ကျွန်တော်ဒီလူငယ်တောင်းခံနေနဲ့ကျွန်တော်ဒီအတင်းတော်ကချမှတ်ထားတဲ့လုပ်ငန်းတွေအပြင်ကျွန်တော်ဒီလူငယ်ဌာနရဲ့1 year plan တော့เนาะတနေ့စောကျွန်တော် calendar ဆွဲပါတယ်အဲ့ဒီမှာကျွန်တော်ဘာတွေလှုပ်ရှားမှုတွေနဲ့ပါလဲဆိုတာစွမ်းရည်ပြိုင်ပွဲတို့ရန်ပုံငွေရှောက်ပွဲပြီးရင်ကျွန်တော်ဒီ sport လုပ်ပါတယ်ပြီးရင်ဒီခီးထွက်တာတို့အဖွဲလဲစုပြီးခီးထွက်တာတို့တနေ့စာအလုံးကိုကျွန်တော်တို့ calendar ဆွဲပြီးတော့ကျွန်တော်တို့ဒီအတင်းတော်မှာပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်ဒီလဆိုရင် February လဖြစ်တဲ့အတွက် February လမှာချစ်သူများနဲ့ရှိပါတယ်အဲ့လိုချစ်သူများနဲ့ရှိတဲ့အချိန်ကတော့ကျွန်တော်တို့ချစ်တဲ့သူညီကောင်မောင်မနဲ့တွေ့ကြရင်ကောင်းမလားဆိုတော့စဉ်းစားရနေပြီးတော့ကျွန်တော်ဒီ season လေးဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်ဒီ season လေးပြုလို့ချင်းအဖြစ်ကျွန်တော်ရဲ့မှာရွေးချယ်ကတော့ရှိပါတယ်ကျွန်တော်ပြောင်းလဲပြောင်းပို့ပြီးချစ်ခင်ဖြစ်လာဖို့ပြီးရင်ကျွန်တော်တို့အတွေ့အကြုံတွေပြီးရင်ကျွန်တော် play ကြောင်းမယ်ပြီးရင်ကျွန်တော်ပေါင်းပြီးဘလို့ရှေ့လုံးကတော့ဘလို့ဆက်လုံးပေါင်းပေးစဉ်စဉ်မှာပူပေါင်းပါဝင်နိုင်ပူပေါင်းပြီးတော့လှုပ်ဆောင်နိုင်လဲဆိုတဲ့အားကိုကျွန်တော်အတီးချင်း play ပြီးတော့ဒီဂျပန်ရောက်နေတဲ့အဝေးရောက်ပေါ့နော်ကျွန်တော် play ကြီးကိုလူငယ်တွေဆိုပြီးတော့ကျွန်တော်ပို့ပြီးတော့ကောင်းမွန်တဲ့အနာဂတ်တစ်ခုကျွန်တော်တို့ပေါ်ဆောင်နိုင်မယ်လို့ကျွန်တော်ရွေးထားပါတယ်
fellowship အစီအစဉ်မှာကျွန်တော်တို့ဒီကိစ္စတွေကိုလေးလေးတစ်ခုနဲ့တူနေတူတင်တော့တစ်ခုနဲ့တစ်ခုအတိညာချင်းပြလက်အချမ်းချင်းပြလက်ပါလို့လည်းကျွန်တော်ကြိုတင်ပြီးတော့ကိုညီတောင်းပါချင်ပါတယ်ကျောင်းဆရာအထူးကျောင်းဆရာအနေနဲ့ကတော့ကျွန်တော်ဒီ fellowship စီစဉ်ပြီးသွားလို့စီစဉ်အားလုံးပြီးသွားတဲ့အချိန်မှာပြန်ကြလိမ့်မယ်ကျွန်တော်လူငယ်ဌာနကနေပြီးတော့စီစဉ်ထားတဲ့အစားအသောက်တွေစားတော့ပြီးမှပြန်လက်ထုတ်ခေါ်ပေးကြဖို့အတွက်ကြိုတင်ပြီးတော့ကျောင်းချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာတို့ကျွန်တော်ပြထားတဲ့ KCBC လူငယ်တာဝန်ခံဝန်တူပဲကိုသိဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ခွန်တော်ချင်းမကြားအဖြစ် KCBC လူငယ်ဖိတ်ခေါ်ပါတယ်ရှင်ဒီလိုများလုံးအခုကျွန်တော်တို့ဒီဆိုမဲ့ချင်းနာမည်ကတော့ချင်းလို့အန်တီယာအောင်မတန်ယေဟောဝါဂရက်ဆန်လို့ခေါ်ပါတယ်။ဘာမှလို့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အောင်ချင်းပန်းနိုင်ရဖျားခင်ဖြစ်ပါတယ်လို့မြင်ရပါတယ်။ကချင်းဖြစ်ပါတယ်။ဒါစီလေးကြပါခင်ဗျာ။ Come on,
ခံနေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်အခုကျွန်တော်ပထမပိုင်းအစီအစဉ်ကိုအဆုံးသတ်ဖို့ရန်အတွက်ဒီခါတည်းဆရာကပေါကန်ကြအောင်ကောင်းချီးပေးဖို့ရန်ဖိတ်ခေါ်ပါတယ်ရှင်ကောင်းမြတ်တော်မူသောထာဝရမြတ်စွာသောဖဖျားကိုရီးယားကျေးဇူးတော်ဂုဏ်တော်ပေါင်းကိုချီးမွမ်းရည်တွက်ကြပါရယ်ယနေ့ဤဂျပန်နိုင်ငံတိုကျိုမြို့မှာနေထိုင်ပြီးမြန်မာပြည်နဲ့ခွဲခွာဝေးကွာပြီးအတူတကွကိုရီးယားသားသမီးညီကောင်မောင်နှမများတို့သည်ပြန်လည်၍ဆုံတွေ့ခြင်းမှုနဲ့အတူကျေးဇူးတော်ချီးမွမ်းခြင်းဝတ်ပြုကိုးကွယ်ခြင်းမှုများအတွက်ကျေးဇူးတော်ချီးမွမ်းပါလေထာဝရမြတ်စွာဘုရားဖျားဤအစီအစဉ်ဆက်လက်ဆုံးတိုင်အောင်လမ်းပြပို့ဆောင်တဲ့အတွက်ကြောင့်လည်းကျေးဇူးတော်ကြီးမြတ်လာပါ၏ထာဝရဘုရားခင်သည်ဤချစ်တော်လူငယ်မောင်မယ်များကိုလမ်းပြပို့ဆောင်ကောင်းကြီးပေးသနာတော်မူပါကိုယ်ကဆောင်မတော်မူပါမည်အကြောင်းသာသမီတို့ကိုအပြစ်ငြိမ်းမှရွေးနှုတ်ခဲ့တဲ့တော်မူလက်လမ်းပြပို့ဆောင်ကောင်းကြီးပေးသနာတော်မူပြီးကဲ့တဲ့တော်မူသောကယ်တင်ရှင်ယေရှုခရစ်တော်၏ကျေးဇူးတော်ဘယ်သောအခါမှမကုန်မခန်းနိုင်သောချစ်ချင်းမြတ်တာဖြင့်ချစ်တော်မူလက်ယနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်ကောင်းကြီးပေးသနာတော်မူသောဖခင်မေတော်၏ချစ်ချင်းမြတ်တာတော်တန်ရှင်တော်ဝိညာဉ်တော်၏မိတ္တဟာဖွဲ့ခြင်းကောင်းကြီးမင်္ဂလာဖျားဖျားတို့သည်ယနေ့ကိုရော၏နာမတော်အမိနာမကိုဆွဲကင်ပြီးမိတ္တဟာယဖွဲ့ပြုလက်ရှိကြသောကိုရီးယားသားသမီးရောက်စီတိုင်းနှင့်ယနေ့ကြားနာရသောနှုတ်ကပတ်တော်ပေါ်၌တော်ကောင်းဆက်လက်ပြီးလို့ဆောင်မဲ့အစီအစဉ်အားလုံးပေါ်၌ထာဝရဘုရားကကောင်းကြီးမင်္ဂလာဖျားဖျားတို့သည်ယခုမှစကာလအစဉ်မြတ်တဲ့တည်ရှိတည်နေပါစေသောအာမင်အာမင်အာသမဘာရဲ့စစ်စင်ကိုပြီးဆုံးသွားပြီးနောက်မှာဒုတိယပိုင်းစစ်စင်မှာလည်းအားလုံးအတူတူကျွန်တော်နဲ့တူပါဝင်ဝယ်အတွက်ပြပါလေဒုတိယစစ်စင်မှာတော့အခုလက်ဝဲမှာရှိရတဲ့ဆက်မှစစ်စင်တိုင်းဖြစ်ပါလေခင်ဗျာဒုတိယပိုင်းစစ်စင်စမ်းကျွန်တော်တို့ worship မှာတောင်းခံရအောင် Sistema de pick up by yeah. Second program was starting here. Oh
လို့ချီးမွမ်းရအောင်ကျွန်တော်တို့အသက်ရှင်နေတဲ့အရာကျွန်တော်တို့ရဲ့ဝမ်းမြောက်ခြင်းကျွန်တော်တို့ရဲ့လွတ်မြောက်ခြင်းကျွန်တော်တို့ကအဖြစ်ထဲမှာကယ်လွတ်တဲ့ဘုရားဟာယေရှုတပါးတည်းကဖြစ်ပါတယ်ကျွန်တော်ရောက်စီတိုင်းနှလုံးသားများနဲ့တကယ်ပဲဘုရားခင်ခရစ်တော်ကိုကျေးဇူးတင်တယ်ဆိုတဲ့နှလုံးသားနဲ့ဘုရားရှင်ကိုအရောက်စီတိုင်းရဲ့နှုတ်နဲ့ချီးမွမ်းကြရအောင် Tell me
ပြန်ကြစားနေဖြစ်တယ်ကျွန်တော်ဒီနေ့ပိုင်းအစီအစဉ်ရက်တော့ fellowship အဲ့စာမတိုင်ခင်မှာကျွန်တော်တို့ခုနကငယ်တောင်းကမိတ်ဆက်ပြီးတော့ပုံမှာကျန်သွားတာလေးကျွန်တော်ကနေမှာဆက်ပြီးမှမိတ်ဆက်ပြီးချင်ပါတယ်ကျွန်တော်တို့လူငယ်ဒီ community ကိုဖက်ဖက်ကနေပြီးမှကြံမြန်ပေးနေတဲ့ကျွန်တော်တို့ရင်းနှီးကလည်းဒီငယ်ဖွဲ့စည်းမှာအဓိကနေပါဝင်လို့ဆောင်ပေးသွားကြတဲ့အကိုတွေရှိပါတယ်ဒီလိုမိတ်ဆက်ပေးချင်ပါတယ်အရင်ဆုံးကတော့ကျွန်တော်တို့ကိုတွဲအောင်ပါတယ်ကျွန်တော်တို့ဘက်မှာအဆက်ဆက်အရာတွေမှာမိတ်ဆက်ပေးကိုတွဲအောင်လေးတိုင်းရတယ်တို့ကလေးရနေပြီးတော့ပြန်လာပြီကျွန်တော်တို့ဆက်ဆက်အရာလိုအပ်တဲ့ဘက်မှာအကြံဉာဏ်မျိုးပြီးကိုတွဲအောင်ဖြစ်ပါတယ်ဒုတိယတစ်ယောက်မြန်တော့ကိုရှန်လုံးဖြစ်ပါလေဒီနောက်တစ်ယောက်ကတော့ကိုရုံထုံဖြစ်ပါတယ်ကိုလေးအောင်ဖြစ်ပါတယ်ကျွန်တော်တို့ဆက်ဆက်ပါနောက်တစ်ယောက်ကိုရုံထုံရှိလားမသိဘူးရှိလို့ရှိရင်ဒီကိုခဏဝင်သူအပြင်ကိစ္စနဲ့အပြင်ထွက်နေကျွန်တော်တို့ဆက်ဆက်ရအောင်ပြီးခဲ့တာဖြစ်ပါတယ်အကြံဉာဏ်ပေးနေတဲ့ကျွန်တော်တို့လည်းဒီ community မှာသူတို့အနတားဖြစ်ပါတယ်အခုကျွန်တော်တို့ဒီရောက်ချင်းစီရဲ့လက်ထက်မှာဆာရွက်လေးရှိနေမယ်လို့ကျွန်တော်ထင်ပါတယ်အဲဒီစာကဘာလဲဆိုတော့ကျွန်တော်တို့တယောက်ချင်းစီဒီရှိမှာလာပြီးမိတ်ဆက်တာတဲ့နည်းနည်းလေးထူးထူးဆန်းဆန်းစီစဉ်ပြီးဖြစ်အောင်လို့ဆိုတော့ကျွန်တော်နာမည်ဆိုတာရှိတယ်nickname ဆိုတော့နာမည်ရင်းမဟုတ်ဘဲနဲ့ချစ်စလို့ခေါ်တဲ့ငယ်ချင်းတွေခေါ်တဲ့ nickname နာမည်လေးရဲ့ပြီးတော့ကိုကြိုက်ဆုံး favorite စားရဲ့ကိုကြိုက်ဆုံးအရာရဲ့ hobby ဆိုတာတော့ဘာလဲနော်အမှန်လို့မလို့ဆိုတဲ့ yes or no ဆိုတဲ့အတိတ်ကိုကျွန်တော်ရှင်းပြပါမယ်။အများတော့အဖြစ်တော့အိမ်တော်မကြသေးပဲနဲ့လူတို့ရဲ့လို့တော့ကျွန်တော်ထင်ပါတယ်။အဲ့လိုလူတည်ထဲမှာမှလွတ်နေသေးလားမလွတ်သေးလား။ဆိုင်သူရှိလားမဆိုင်သူမရှိလားဆိုတော့နော်။အဲ့ဒါလေးပြင်ချင်ပါတယ်။ဥပမာအိမ်တော်ရှိနေတဲ့အိမ်တော်ကြနေတဲ့ကျွန်တော်ကိုယ်တိုင်မှရရှိမှာပါ။အဲ့ဒီကြရင်တော့မလွတ်နေသေးဘူးနော်။မရှိဘဲနဲ့ဒီစားရှိရင်တော့ရှိပါတော့ yes ပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ရေးပြီးမှကြောက်ရအောင်ကြည့်နော်ရေးပြီးလို့ရှိရင်ဒီရရှိရပုံထဲမှာဖောက်ပြီးမှလာထည့်ပေးပါအားလုံးပေါ့နော်အခုတော့ဆက်မှာဒီစာရက်ကိုမရသေးတဲ့လူလက်ဝဲမရရှိတဲ့လူရှိလို့ရှိရင်ပြီးတော့ဘောပန်မရှိခဲ့လို့ရှိရင်လည်းကျွန်တော်တို့ဘောပန်လေးဟိုစီစဉ်လုပ်ထားပေးပါတယ်ဘောပန်မရှိတဲ့လူပြီးစာရွက်မရသေးတဲ့လူရှိတာမသိဘူးနောက်တစ်ခုပြန်ရင်ဖိတ်ခေါ်ချင်တာအပြင်မှာရှိနေတဲ့ဒီကွန်မောင်တို့တွေဘယ်လိုပဲပြောအကုန်လုံးထဲဝင်ပေးစင်ပါလေဝင်ပေးမှဒီစီစဉ်မှာအားလုံးပါဝင်စေချင်တယ်ဆိုတော့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျအဲ့တော့အပြင်မှာရှိတဲ့ညီကိုတွေရှိခဲ့လို့ရှိရင်လည်းထဲဝင်ခဲ့ပြီးတော့ချင်းချင်းပြန်မှဖိတ်ခေါ်ပေးပါမဟုတ်ဘူးကြာကောက်တယ်၄ကောက်လို့နော်ဒီစီစဉ်မှာကျွန်တော်နဲ့ဒီကိုညီပေးမှာတော့ကျွန်တော်တို့ရဲ့ music ကောင်းဆောင်ကိုလာကြီးဖြစ်ပါလေကျွန်တော်နဲ့ဒီကိုညီပေးဖို့ဖိတ်ခေါ်ပါလေအခုချိန်မှာအဲ့လိုဒီဥစ္စာရေးနေတဲ့အချိန်မှာဒါလိုစဉ်းစားရေးနေတဲ့အချိန်မှာကျွန်တော်တို့ဒီအတင်းတော်တစ်ခုချင်းအနေနဲ့ဒီလူငယ်တာဝန်ခံတွေကမိတ်ဆက်ပေးဖို့နော်မိတ်ဆက်ပေးဖို့ဆိုတာကဒီအတင်းတော်မှာလူငယ်ဘယ်နှယောက်ရှိလဲလူငယ်အနေနဲ့ဘာတွေလှုပ်ရှားနေလဲဆိုတဲ့ဥစ္စာလေးကိုမိတ်ဆက်ဒီတင်းတော်ကွန်တီကနေမိတ်ဆက်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ပထမဦးစွာဒီ MCMC ရဲ့ဖွဲ့မှာတင်းတော်လူငယ်တာဝန်ခံဖိတ်ခေါ်ပါတယ်မိတ်ဆက်တယ်ဆိုတာဒီအတင်းတော်နေတယ်ပေါ့နော်ဒီလူငယ်ကနေရောက်ရှိတယ်ဘယ်လိုစီစဉ်နေစားရနေဆိုအချင်းချင်းလေးပေါ့နော်ရှင်းရပေါ့ရှင်းဆောင်ဖြားခင်ကြီးစုလို့ချီးမွမ်းပါတယ်ဒီလိုဥစ္စာပေါ့နော်ဒီအတင်းတော်ကနေပြီးတော့မှလူငယ်တွေအားလုံးယုံကြည်သူလူငယ်တွေပေါင်းစုံဖို့ရအတွက်ပြင်ဆင်ပေးတဲ့ဘုရားရှင်ရဲ့နာမတော်နဲ့အတူအတင်းတော်မှာရှိတဲ့လူတွေတောင်းခံတဲ့အားလုံးကိုလည်း
တကယ်ဖျားခင်ကောင်းကြီးပေးပါစေပေါ့နော်ဖျားခင်ထောင်မှာအောင်အိုးဖွယ်တော့ကောင်းကြီးမင်္ဂလာအားဖြင့်ဤအသင်းတော်လူငယ်တိုင်းဟာဖျားရဲ့တက်တဲ့အနေနဲ့ဖြစ်ကြပါစေလို့ရှိဦးစွာဆုမွန်ကောင်းတောင်းပေးပါရယ်ပေါ့နော်ကျမတို့ MCMC အသင်းတော်လူငယ်တွေကတော့ဒီမှာအခုတွေ့နေတဲ့ဒီ9ယောက်4ယောက်ပေါ့နော်4ယောက်အပြင်တချို့မလာသေးတဲ့ဥစ္စာအတင်းလူငယ်တွေရှိပါသေးတယ်လို့MCMC အတင်းတော်လူငယ်တွေကတော့အထူးတစ်ဖြစ်MCMC ဆိုတဲ့အတိုင်းပေါ့နော်Myanmar Mission Christians Fellowship Center ဖြစ်တဲ့အတွက်ကြောင့်မို့ဒီအဓိကကတော့ကျွန်တော်တို့ mission အနေနဲ့လှုပ်ဆောင်တာဖြစ်တဲ့MCMC အတင်းသားအရောက်စီတိုင်းဟာဆိုရင်ဖျားရဲ့တက်တဲ့ပေါ့နော်ဖျားရဲ့တက်တဲ့ဖြစ်ရမယ်ဆိုတော့မုံတုံနဲ့အတူပေါ့နော်သူများမြင်တဲ့အခါမှာဖျားကိုတွေ့တော့အထက်တာပေါ့နော်ဒီ MCMC လူငယ်အားဖြင့်တို့ရောက်တဲ့နေရာတိုင်းမှာဖျားဘုံတော်တင်ရှားလို့သူဖြစ်ပေါ်ရအတွက်ကျွန်တော်တို့အဓိက target အနေနဲ့အဲ့ဒီအရာအတွက်လှုပ်ဆောင်လို့ရှိရဲ့အထူးသဖြင့်ကျွန်တော်တို့စူတောင်းနေတဲ့အရာကလည်းကျွန်တော်တို့ကိုမြင်တော့အားဖြင့်ဘုရားဘုန်းတော်ထင်ရှားဖို့ရဖြစ်ပါတယ်လို့ကျွန်တော်တို့ MCMC လူငယ်ကတော့တည်တံ့စူတောင်းစီဝေးခြင်းအစီအစဉ်တွေမရှိသေးပါဘူးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ကျွန်တော်ဒီဥစ္စာလှုပ်ဆောင်ခြင်းအားဖြင့်ဒီနေ့ဒီလိုလှုပ်ဆောင်ခြင်းအားဖြင့်ဆရာကတော့နောက်နှစ်မှပြန်တွေ့မယ်ပေါ့နော်ဒီလိုပြောပေမဲ့လည်းကျွန်မရဲ့ဥစ္စာပေါ့နော်ဘုရားခင်ကဘာယူပါယူဖော်ပြနိုင်လဲဆိုရင်တော့နောက်နေ့မှမဟုတ်ဘဲနဲ့ကျမတို့နနမှာဖြစ်အတင်းတော်တိုင်းမှာတာဝန်ယူပြီးတော့မှကျမတို့လှုပ်ဆောင်သွားရင်ပို့ပြီးတော့မှကောင်းမလားပေါ့နော်ဒီအတင်းတော်မှာလုပ်တယ်ဆိုရင်နောက်ထပ်2လလောက်မှာကျမတို့ MCMC အတင်းတော်နဲ့အစီအစဉ် fellowship လေးဒီလိုမျိုးပေါ့နော်တယောက်နဲ့တယောက်ခဏတွေ့ဆုံပြီးတော့မှဘုရားခင်ရဲ့အမှုတော်မြတ်မှာပါဝင်ကြဖို့ရတဲ့တိုက်တွန်းခွန်အားပေးခြင်းနဲ့ပေါ့နော်ကျမတို့ MCMC အတင်းတော်ကတော့အထူးသဖြင့် mission အနေနဲ့လှုပ်ဆောင်နေတဲ့အတင်းတော်တွေဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုအနေနဲ့ဝင်လာပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးများတင်ပါတယ်တပီတော့ CCF ဆိုတော့လူငယ်တော်ကပြချပါတယ်ရှေးဥစွာဖျက်ခင်နာမတော်ချီးမွမ်းပါတယ်ဒီနေ့ဒီလိုပဲလူငယ်တွေဒီတိုကျိုမှာရှိကြတဲ့လူငယ်တွေတွေ့ဆုံဝင်ရအတွက်ဒီ KCBC ကစီစဉ်ပေးကြတဲ့လူငယ်တော်အခါနဲ့အကုန်လုံးပုံမှာလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ဖျက်ခင်ရဲ့ဖျက်ခင်ဒီလူငယ်တွေအပေါ်မှာဒီထက်မကကောင်းကြီးများပေးပါစေလို့ဒီကနေ့ဆုမွန်ကောင်းတောင်းပါတယ်ကျမတို့ကဒီ CCF ပေါ်နော်ချင်း Christian Fellowship ဆိုတဲ့အသင်းတော်ကနေလာရောက်ပြီးတော့မှပါဝင်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီ CCF မှာလူငယ်ကတော့ဒီ member အနေနဲ့ပေါ့နော်အယောက်20လောက်ရှိတယ်member ထည့်တဲ့ချိန်မှာကျွန်တော်တို့ဘယ်လိုနည်းနည်းအိမ်ထောင်မကြတဲ့အကုန်လုံးဒီလူငယ်စင်းထဲမှာထည့်တယ်အဲ့တော့20တော့ရှိတယ်ဒါပေမဲ့တကယ်ဝင်ပါနိုင်တဲ့လူကတော့ဒီ10ယောက်လောက်ပဲပေါ့နော်10ယောက်လောက်ကတကယ်ဟိုဒီဖျားเจ้าနေအစီအစဉ်တွေမှာဝင်ပါနိုင်တဲ့လူကတော့10ယောက်လောက်ရှိတယ်member အနေနဲ့ကတော့အယောက်20လောက်တော့ရှိတယ်ဆိုတော့ပြောချင်ပါတယ်ဒီ2014မှာမနိုင်ပြောရင်ဒီလိုပေါ့နော်ဒီတိုကျိုမှာရှိကြတဲ့လူငယ်တွေ fellowship လုပ်ချင်တယ်ဆိုတာကိုကျွန်တော်တို့ဒီ CCF တစ်နှစ်တာ2014မှာဘယ်လိုဒီတစ်နှစ်တာလှုပ်ရှားကြမလဲဆိုပြီးတော့မှ meeting ထိုင်ကြတဲ့အချိန်မှာဒီအစီအစဉ်လေးပါခဲ့ဦးတယ်ဒီလက်ဦးသွားတာကို KCBC ကကျွန်တော်ဒီ summer holiday မှာဒီ CCF တို့ပေါ့နော်ဒီမှာရှိကြတဲ့လူငယ်တွေဒီလို fellowship လေးလုပ်နိုင်တော့ရန်ကောင်းပါပဲဆိုပြီးတော့မှအစီအစဉ်တော့ဆွေးထားတယ်ကျွန်တော်ကလည်းနည်းနည်းဒီလိုအချိန်များအားလုံးကအလုပ်များနေသေးတယ်ဆိုတော့ summer holiday တွေပါဒီမှာပဲအကုန်လုံးကိုဖုန်းဆက်ပြီးတော့မှဒီလိုလေးလုပ်နိုင်ကောင်းမယ်ဆိုပြီးတော့မှအစီအစဉ်ခဲ့မှုကတော့ရှိတယ်ဒါပေမဲ့ဘာပြောပေါ့လဲဒီ KCBC ကနေပြီးမှဥဆောင်ပြီးတော့မှပထမဆုံးဒီလိုလုပ်ပြီးတော့ကျွန်တော်တို့လည်းအချင်းချင်းသိပြီးသားဖြစ်သွားတယ်နောက်ခါမှလည်းလုပ်စရာတွေပါရှိတယ်ဆိုလို့ရှိရင်လည်းထပ်ပြီးတော့မှအစနဲ့ပြန်ပြီးမိတ်ဆက်ပေးစရာမလိုတော့တဲ့အတွက်ဒီအစီအစဉ်လေးကိုဥဆောင်ပြီးလုပ်ပေးတဲ့အပေါ်မှာလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ကျွန်တော်ကတော့ဒီ CCF လူငယ်ဥက္ကဋ္ဌအနေနဲ့ဒီ2014မှာတာဝန်ထမ်းဆောင်တဲ့နာမည်ရောပွေးလောင်ဆုံးဖြစ်ပါတယ်
new boy လို့ခေါ်ကြပါတယ်ချစ်ချင်း new boy လို့ခေါ်လို့ရပါတယ်လို့ပြီးတော့ဒီနေ့အတွင်းမှုကတော့ဒီနေ့နည်းနည်းအလုပ်ရှိနေလို့ဝင်ပါရဟိုရပါဘူးခင်ဗျာမလာနိုင်ပါဘူးလို့ပြီးဒီအတွင်းဒီဘာနာချင်းရတော့ဒီမှာထိုင်နေတဲ့ကျွန်တော်တို့ညီမလေးရန်တင်တယ်ရန်ကြီးလို့ခေါ်ပါတယ်ချစ်စနိုးနဲ့ရန်ကြီးလို့ခေါ်လို့ရပါတယ်သူဘာရောက်ခဲ့ပါတယ်ပြီးတော့ဥက္ကဋ္ဌဒီကူညီပေးတဲ့တွေ့ဖက်ဥက္ကဋ္ဌလို့ပြောမှာဘုံနာမှာထိုင်နေတဲ့ဆရာလေးများဖြစ်ပါတယ်တွေ့ဖက်ဥက္ကဋ္ဌဖြစ်ပါတယ်ဆက်ဆံပါတယ်ပြီးတော့ဒီတခြားလူတွေဒီနေ့ကတော့ဒီကျွန်တော်တို့ဒီ Trust Pastor ဖြစ်တဲ့ Pastor ဘန်ထောင်နဲ့လူငယ်လေးကနေပြီးတော့မှ9ယောက်စုစုပေါင်း10ယောက်ဒီမှာပါဝင်ခွင့်ရပါတယ်လို့ပြီးကျွန်တော်တို့ဒီတစ်နှစ်တာဘာတွေလှုပ်ဆောင်လဲဆိုတော့ခရစ်စမတ်မှာ Carol သွားပါတယ်တင်းတော်မှာရှိတဲ့ member တွေအိမ်သွားတယ်ပြီးရင်တလမှာတစ်ခါဒုတိယပတ်ကိုလူငယ်တွေအစီအစဉ်နဲ့ဝပြုချင်းဝန်ချင်းအစီအစဉ်ရှိပါတယ်ဖျားเจ้าဒီ2နာရီမှာကျွန်တော်တို့ဖျားเจ้าစပြီးတော့အဲ့ဒီဖျားเจ้า4နာရီခွဲလောက်မှာပြီးပြီးတော့5နာရီလောက်မှာဒီလူငယ်အစီအစဉ်တစ်ပတ်တလမှာတစ်ခါလူငယ်အစီအစဉ်နဲ့ဝပြုကိုခွင့်ချင်းရှိပါတယ်လို့ကျန်တာတော့တိတ်ပြီးတော့လို့နိုင်တာမျိုးတော့မရှိဘူးပြီးတော့တစ်နှစ်မှာတစ်ခါဒီလူငယ်တွေအားလုံးစုပေါင်းပြီးတော့မှဒီ fellowship လေးအနေနဲ့ခရီးထွက်တယ်လို့ကြီးတော့မဟုတ်ပဲနဲ့တခါလေးဒီဒုက္ခမှာရှိကြတဲ့နေရာတစ်ခုမှာဘောတော့ဟန်နာမီသွားတာတို့အဲ့လိုမျိုးအစီအစဉ်လေးတော့တစ်ခုရှိပါတယ်ပြီးရင်မှာရှိသေးတယ်ဆိုဒီဖျားเจ้าမှာရှိတဲ့တစ်ခုဘောနော်ဒီခရစ်စမတ်ဖျားเจ้าပြင်ဆင်တာတို့ဘာလို့ဆိုလို့ရှိရင်ဒီလူငယ်တွေကနေပြီးတော့မှဥဆောင်ပြီးတော့မှအကုန်လုံးပေါ့နော်ဖျားเจ้าမှာတန်ရှင်းလုပ်တာပါလေဆိုလို့ရှိရင်ဒီလူငယ်တွေကပဲဥဆောင်ပြီးလုပ်မယ်လို့ဒါတော့ဒီနေ့မှဆုံးဖြတ်တာပါမနေ့ကမလုပ်နိုင်သေးပါဘူးဒီနေ့လုပ်ဖို့ဆုံးဖြတ်ထားတဲ့အရာရှိပါတယ်ပထမတကယ်နှစ်တိုင်းလုပ်တာတော့ဒီ Carol သွားတာရဲ့တလားမှာတစ်ခါလူငယ်ဥဆောင်မှုအနေနဲ့အစီအစဉ်လုပ်တာတစ်ခုဒီနှစ်ခုလေးရဲ့ပြီးရင် Sunday School ကျမတို့ဒီကလေးလေးပေါ့နော်ဒီချင်းမှာဒါနဲ့ Sunday School တင်ပေးတဲ့နေရာမှာဒီလူငယ်တွေကြီးတွေကပဲ9ယောက် Sunday School ဆရာမရွေးထားပြီးတော့ဒီလူငယ်9ယောက်ကနေပြီးတော့မှဒီ Sunday School ကိုဥဆောင်ပြီးတော့မှတင်ကြားပို့ချပေးနေပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်ခုလိုပြည့်ပြည့်စုံစုံမိတ်ဆက်ပြီးတော့ CCF မှာကိုယ်တော်ကကျေးဇူးများတင်ပါတယ်ခုနောက်ဆုံးအနေနဲ့ ZCF မှာကိုယ်တော်ကတယောက်ဖိတ်ခေါ်ပါတယ်ကျေးဇူးပြုရှိကြပါလို့အားလုံးပဲမင်္ဂလာပါဒီနေ့ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေကြီးကောင်မတို့ပြန်လည်တွေ့ဆုံရတာအများကြီးဝမ်းသာပါတယ်ကျွန်တော်ဆက်ရတဲ့တော့ဆိုပြီးတော့လူငယ်တောင်ခံတော့မဟုတ်ပါဘူးဒီမှာဒီ season လေးဖြစ်ဖို့အတွက်ဆက်သွယ်လာတဲ့ခါမှာကျွန်တော်ပုံမှာဘယ်လိုခေါ်ဖုန်းဝင်လာတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဆက်ရပါဆိုလို့ရှိရင်ကျွန်တော်ကြံခဲ့တဲ့2010ခုနှစ်မှာလည်းကျွန်တော်ဒီမှာကိုရှင်လုံးနဲ့တူကျွန်တော်တခါနေဝတ်တင်တယ်ပေါ့နော်ဒီတိုကျိုမှာရှိတဲ့လူငယ်တွေအားလုံးကိုမေတ္တာရစီစဉ်ကျွန်တော်လုပ်ခဲ့ပူပါတယ်အဲ့ဒီကနေစပြီးတော့ကျွန်တော်တို့ ZCF ပါဆိုလို့ရှိရင်ကျွန်တော်အဲ့လိုတီးကြတဲ့သဘောဖြစ်တဲ့ကျွန်တော်စီဆက်တွေ့လာတဲ့ကြောင့်မို့လို့ကျွန်တော်တာဝန်ခံဖြစ်နေလာရောက်ခြင်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကျန်ခဲ့တဲ့နှစ်တည်းကတော့ကျွန်တော်လူငယ်တာဝန်ခံပါပြီးတော့ဒီ2013ကနေပြီးဒီ2014နှစ်တည်းကတော့ကျွန်တော်တင်းတော်ရဲ့အတွင်းရမှုတာဝန်ထမ်းဆောင်နေပါတယ်ဒီနေ့ကကျွန်တော်ဒီ season ဖြစ်လာတဲ့အချိန်မှာကျန်ခဲ့တဲ့ပတ်ကျွန်တော်နေမကောင်းတဲ့အတွက်ကြောင့်မလို့ဖျားကြောင့်မသွားဖြစ်ဘူးအဲနဲ့ကျွန်တော်ဒီအကြောင်းကိုလူငယ်တွေပုံမှာကျွန်တော်အကြောင်းမကြားနိုင်ခဲ့ဘူးပေါ့နော်အဲ့လိုနဲ့ဒီပတ်ကိုဖြစ်လာတဲ့ခါကျတော့အကျန်းအချိန်ကတဲ့ခါကျတော့ဒီမှာတချင်းတဲ့ပုံမနေ့ကကျွန်တော်တချင်းနားထောင်ပြီးကျွန်တော်ကျင်းတယ်ပြီးတော့ဒီနေ့ကျတော့လူငယ်တွေကဒီလို season တွေရှိတဲ့ကြောင့်လို့ကျွန်တော်အားတဲ့လူငယ်ဒီမှာအခုကျွန်တော်3-4ရောက်ပေါ့နော်ကျွန်တော်လာရောက်နိုင်ချင်းဖြစ်ပါတယ်ပြီးတော့တင်းတော့မှာတော့လူငယ်အားလုံးပေါင်း20ဝန်းကျင်တော့ရှိပါတယ်ကျွန်တော်တို့ကတော့နှစ်စဉ်17လပိုင်းပေါ့နော်နိုဝင်ဘာလတိုင်းမှာကျွန်တော်လူငယ်များနေဆိုပြီးတော့ကျွန်တော်တို့
ဒီဂျပန်မှာပေါ့နော်ကျွန်တော်လူငယ်များနေဆိုပြီးတော့ဒုတိယပတ်ဖြစ်တတိယပတ်ဖြစ်ပေါ့နော်ကျွန်တော်အဆင်ပြေတဲ့ပတ်အသေးဂျပန်ဖျားเจ้าမှာငါပြီးနေရတဲ့ဝတ်ပြုကိုယ်ရချင်းဖြစ်တဲ့အတွက်ကြောင့်လို့အဲ့ဒီဖျားเจ้าအဆင်ပြေတဲ့ပတ်မှာကျွန်တော်တို့ဒီလူငယ်များနေကိုကျွန်တော်ကျင်းပါတယ်အဲ့ဒီနေ့ကျရင်ကျွန်တော်လူငယ်တွေဝတ်စုံတွေချုပ်ဝတ်ကြတယ်ပြီးတော့လို့ရှိရင်တခြားတင်းတော်တွေလက်လမ်းမိတော့ဖိတ်ပြီးတော့ကျွန်တော်ကုန်တော့ချီးမွမ်းခြင်းတွေမေတ္တာပွဲခြင်းတွေလုပ်ပါတယ်ဒီနေ့ကတော့တကယ်ပဲမမျိုးလေးပဲနဲ့ကျွန်တော်အချိန်ကဒီစီစဉ်မှုတွေကျွန်တော်တို့ဘက်ကအားနည်းမှုတွေအများရှိတော့လူငယ်တွေကဖျားကြောင်ပြီးတော့သူတို့အစီအစဉ်တွေအများကြီးရှိတဲ့ကြောင့်ကျွန်တော်လူငယ်အနေနဲ့သာပါဝင်နိုင်တဲ့အတွက်ကြောင့်မလို့အားလုံးနားလည်ပေးကြပါလူငယ်ဆိုပေမဲ့ကျွန်တော်အခုဒီလာတဲ့အားလုံးကကျွန်တော်တင်းတော့လူငယ်အကြီးပိုင်းနေတယ်လူငယ်ကြီးတွေပေါ့နော်အားလုံးအခုဒီမှာရှိတဲ့အစီအစဉ်တွေကျွန်တော်အားလုံးအခုလာဝင်ပါဝင်ကြတဲ့လူအားလုံးကကျွန်တော်လူငယ်တွေထဲမှာအကြီးပိုင်းဆိုမဲ့ဒီမိသားစုတွေကိုအရင်စိတ်ဝင်စားပြီးတော့ဒီအပျော်ပေါင်းအမတန်မှစိတ်ဝင်စားဆုံးလူငယ်တူလည်းပါဝင်လာတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီမှာအခုမိသားစုအစီအစဉ်မှာကျွန်တော်အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ခရစ်တော်နဲ့နာမ၌ကျွန်တော်ပျော်ပျော်ရွှင်ရွှင်ကျွန်တော်မိသားစုဖွဲ့ကြရအောင်လို့ပြောတော့ပိုင်းအစီအစဉ်ဒီမှာလိုအပ်နေတဲ့ကျွန်တော်စီမှာဆက်တယ်ပါကျွန်တော်နာမည်ခိုင်ပြီးပါခုကျွန်တော်တင်းတော်ရဲ့အတွင်းတာဝန်ထမ်းဆောင်တဲ့ကျွန်တော်တင်းတော်ရဲ့မိသားစုဖွဲ့ချင်းပဲဖြစ်ဖြစ်အတင်းတော်ဖိတ်ခေါ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်ပေါ်ဆက်တယ်လို့ရပါတယ်လို့အားလုံးကျေးဇူးပြုတင်ရှိပါတယ်ချိန်မှာတော့ဒီတူချင်းမိတ်ဆက်တဲ့အစီအစဉ်ဆက်မှာဖြစ်ပါတယ်။အဲ့ဒါမစခင်မှာဒီဆိုင်ရမရသေးရလို့ရှိလားမသိဘူး။မရရသေးရလို့ရှိလို့ရှိရင်ရေးပေးပါအားလုံးပါဝင်ပေးစီချင်ပါတယ်။ဘယ်သူမရသေးဘူးလဲမသိဘူးနော်။အားလုံးရေးပြီးသွားပြီလို့ယူဆလို့ရမယ်ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆက်ပေးပါမယ်။ ခဏနေကြမှာကျွန်တော်နာမည်လည်းမပါပါလားဆိုရင်ဖြစ်နေမှာဆိုလို့အားကြိုက်ပြီမျိုးလေးချက်တယ်အဲ့တော့ပျောက်ဆုံးဖို့မဆိုလို့တကယ်အခုကျွန်တော်ဒီကစားနည်းပေါ့နော်ဒီကစားနည်းကဘယ်လိုဆိုကျွန်တော်ကတချို့တော့ဒီမှာဘယ်နေများတော့ကျွန်တော်မြန်မာနိုင်ငံမှာပေါ့နော်ဟို2008ခုနှစ်တည်းကနေဖွဲ့စည်းပုံကပြောင်းလဲသွားတယ်ပြောင်းလဲပြီလို့ပြောင်းလဲဆိုတော့အခုကကျွန်တော်တို့မေးပုံးလို့စံသားပေးတဲ့ပုံစံပေါ့နော်အဲ့လိုပြောင်းလဲသွားတော့အခုကျွန်တော်ဒီမှာလူငယ်အားလုံးလည်းကိုစိတ်ကြိုက်ရေးမှကိုရဲ့ကြိုက်တဲ့ဟာကိုကိုအရာရေးပြီးမှဒီမေးပုံးရှေ့မှာလာထားတဲ့အတွက်အခုကျွန်တော်မြောက်ကနေဥဆောင်မလုပ်ရမယ့်ဟာကိုအခုကျွန်တော်ကနေနိုင်လိုက်ပါမယ်နိုင်လိုက်မဲ့စာရွက်ချက်ကိုကျွန်တော်ကဖွင့်ပြီးမှကျွန်တော်ဖတ်ပါမယ်အဲ့ဒီကျွန်တော်ရေးထားတဲ့ကျွန်တော်ဖတ်လိုက်တဲ့ဟာတွေတကယ်လို့ရေးထားတဲ့လူရှိကျေးဇူးပြီးမှရှေ့ကိုထပ်ပေးပါထပ်ပြီးမှကိုယ့်ရဲ့နာမည်နဲ့ကိုယ်ပဲမနေပါတယ်ပါဆိုမှမိတ်ဆက်ပေးပြီးမှအဲ့ဒီထွက်လာတဲ့လူကလည်းပြန်ပြီးမှဒီကမဲဖို့ပြန်နိုင်ပြီးမှသူကနေပြန်ပြီးမှပြောပေးဖို့မြစ်တရက်ခံချင်ပါတယ်အခုစပြီးတော့ကျွန်တော်တွေစမှဒီမဲဖို့ကျွန်တော်နိုင်တော့မှာဖြစ်ပါတယ်ကျွန်တော်လည်းရင်တော့ခုန်နေတန်တန်တန်စပါပြီကျွန်တော်ဖတ်မယ်ရေးတယ်ပါโอเคကျွန်တော်ဖွင့်လိုက်ပြီးတဲ့စာရွက်ကသူရဲ့ nickname ပေါ့နော်သူရဲ့ nickname က MT ဖြစ်ပါတယ်သူ favorite food ပေါ့နော်အကြိုက်ဆုံးအစားအစာကထမင်းဖြစ်ပါတယ်ပြီးတော့အကြိုက်ဆုံးအရောင်ကအဖြူရောင်ဖြစ်ပါတယ်yes or no မှာတော့yes or no ပဲရေးထားတော့အဲ့ဒါတော့သူကနေဒီမှာပဲပြန်လေဒီမှာပြောကြလို့ဖြစ်ပါတယ်လူမျိုးဆိုတာကဘယ်လိုမျိုးပြောရှင်တာလဲပေါ့နော်တကယ်လို့ကိုကအကြောင်းမျိုးကြောင့်အိမ်တော်မကြသေးဘူးပေါ့နော်ရေထားတဲ့လူရှိတော့ရေထားတဲ့လူအကြောင်းတော့ပြောပြပြရမှာဖြစ်ပါတယ်သူရဲ့ hobby ကတော့ sing ပေါ့နော်တချင်းဖြစ်ဖို့များပါတယ်အဲ့ဒီစာရွက်လေးရေးထားတဲ့လူကျေးဇူးပြီးမှရှေ့ကိုထွက်လာပြီးမှဖိတ်ခေါ်ပါတယ်အေးမင်းတော့မှာချင်းစပေါ်နော်နော်မထင်ဘူးပေါ့တကယ်မထင်တော့ချင်းနဲ့တကတ်မှာတော့
တေချာဝေလိုက်โอเคပါကျွန်တော်နာမည်ကမင်းတိုက်လို့ခေါ်တယ်တော်ကောင်းတဲ့ MT လို့ရေးလိုက်ရေးဖို့အချိန်မရတော့ဟုတ်နောက်တစ်ခု passport ရဲ့နာမည်တော့ကျွန်တော်ဖေရပမာဆိုတော့ကျွန်တော်နာမည်ကျော်စောတဲ့ဆိုမှရှိပါတယ်ဒူရီအားလုံးကတော့ကျွန်တော်မင်းတိုက်လို့ပဲသိကြပါတယ်ဟုတ်ကဲ့ကိုကြီးကခုမေးပါဟုတ်တယ်အကြိုက်ဆုံးတော့ထမင်းပဲထမင်းဆိုင်ပဲဝါလို့လေဟုတ်ကဲ့ကြိုက်ဆုံးအဖြူရောင်တော့အကြိုက်ဆုံးအရောင်တော့အဖြူရောင်အများဆုံးရှိရတယ်ကျွန်တော်မှရှိရတယ်အဖြူရောင်မရှိနားမင်းတော့အဲ့ဖြူဝင့်မှထွက်ကျွန်တော်ချင်းဆိုတော့ဘာမှမပါပါနဲ့ကျေးဇူးများတင်ပါတယ် Yes လို့ပြောတာဆက်ပါ Yes လို့ပြောမှာ တိပါလားတိဦးတင် Yes or no အဲ့လိုပဲကျွန်တော်မှကြီးစားမရှိတော့ဘူးအမင်းကြီးလိုရင်းချက်ရှိသွားပြီနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ရပါမျောလင်းချက်မရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်ရင်ပတ်တယ်မှာကျွန်တော်ရမ်းချစ်နေရတဲ့မိန်းကလေးကျော်ရှိလို့ပါကျေးဇူးများတင်ပါတယ်ဟုတ်ကျွန်တော်တားရက်ကိုမြင်ရတယ်ပြီးတော့ဒီလိုပုံနိုင်ပြီးဖြစ်ပါတယ်ဘယ်သူကြမယ်ဆိုရင်ခုံပြီးတော့စောင့်ကြည့်ရအောင် နိုင်ရလားသူကကြောက်လို့နေ တန်တန်တန် ရှင်းတော့ကိုယ်ဒီမှာဖတ်လိုက်တော့ ဒီကတော့လေကျွန်တော်နိုင်လိုက်တဲ့စာရဲမှာစာရဲတဲ့မှာချစ်စနာမဲ့ nickname တော့အလောင်းလို့ရေးထားပါလေအကြိုက်ဆုံးစာ favorite food ကိုခောက်ဆွဲလို့ကြိုက်ကြတယ်အကြောင်းဒီလိုရောမသိအကြိုက်ဆုံးကာလာအမဲတဲ့အနဲ့ရောင်လို့ပြောတာဖြစ်မယ်နော်လူမလို့စမှာတော့လွတ်လို့ရေးတာကဲတော့ဂျာလေးကမင်းကလေးဟုတ်တယ်အလောင်းလို့ရေးထားတယ်ကချင်မလေးလို့ဖြစ်မယ်ဝါဒနာမှာတော့စာပတ်ချင်းနဲ့ကဲအတရားကိုဖိတ်ခေါ်ပါလေဒီလိုမျိုးနာမည်နဲ့ဘာကြောင့်ကြိုက်လဲဘယ်မှာနေလဲမြိုက်ကြည့်နေတော့ရှင်းတယ်ပေါ်ရရတယ်အချိန်မရှိတော့ဘူးသူမဲ့ပိုက်ဒီစားတယ်လေကြောင်မြိုက်ကြတယ်မြိုက်ကြတယ်မြန်နေလို့လိုက်ဆက်ဆက်ပြင်းနေစားပြန်လာလားစင် သူနာမည်ကစိန်လုံးလို့ခေါ်ပါတယ်။အော်ဒီကမေဘုံနဲ့မေးလိုက်ပြီဘူးโอเคပါအခုဒီမှာရေးထားတဲ့ next thing နာမည်က DM လို့ခေါ်ပါတယ်အကြိုက်ဆုံးအစားအစာက yakiniku လို့ခေါ်ပါတယ်အကြိုက်ဆုံးအရာက black ဖြစ်ပါတယ်လွတ်မလွတ်မှာတော့သူကတော့လွတ်လို့ရေးထားပါတယ်ဝါဒနာကတော့ sleepy ဖြစ်ပါတယ်ကျေးဇူးပြီးပြီပါဒီရှေ့ကိုကြော်ပေးပါဒီစာရဲမှာရှေ့ကိုကြော်ပြီးဖိတ်ခေါ်တယ်နော်ရှောင်ပြေးလို့လည်းမရဘူးတွေ့နေရတယ်ကျွန်တော်တီးတော့တီးတူတယ်လို့ပြောရေးထားတယ်ဆိုတော့ကြားဘူးလို့ကျွန်တော်တို့နည်းနည်းတော့နီးစက်တယ်
뭐 시그 좀 해봐 너. 원래 저 이해하러 엄마마. 저는 대문으로 거래. 저 나이비에 나오더러 아빠 표현해. 저 이해하러 엄마래. 야 키니고 살아로 애가로 좀 양짜이 거래. 물다 저는 오빠가로 물으면 누가로 뛰고. 이제가 저는 모르는 분야에 사역가로 닉닝가로 아빠 피바래. 아차이송 아사사가 선정 피피로 아차이송 아야가 생용 피바래. 르물르마 두가로 르테로 이자바래. 두의 호비 와드나가로 뮤직 피바래. 지수비만 디시고 쫄라 비바. 제주지 말에 지만함에 비해서가 엠생과 피바래. 지마 챔비네 모강와마. 제주지 말에 나이비와 미봉네. 지마 나이라의 미봉의 나이 남이가로 아시안 피바래. 아짜에서 아사사 왔다와. 아짜에서 카라 아피야와. yes or no mà na wa so lo ba pyo chan nam ti ba